ဟုတ်ပြီလားဘောင်းဝင်လားကျွန်တော်ပြောတဲ့စကားဟမ်ဘောင်းဝင်တောင်းဝင်တဲ့စကားပဲပြောတလားငါမလုပ်ချင်ဘူးပထမမင်းတို့တွေကပါတယ်လူတွေကိုမင်းတို့စော်ကားတယ်ငါတို့ခံရတဲ့ကောင်ကပြန်ပြောတော့မင်းတို့ကထပ်ပြီးတော့ချိန်လား6လားနဲ့မင်းတို့ကဟင်းလားဟောက်လားနဲ့မင်းတို့ကလှုပ်ချင်တယ်ဆိုတော့ဟာပါလို့ရမှာငါတို့အဲ့တော့ဒီမှာမင်းပုံထောင်ပြလို့ရတယ်ငါတို့အိမ်လိမ့်စားပါပြောကြည့်ရပါကြည့်တင်ပြောလာခဲ့ဒီမှာရအောင်ကလေးတွေတော့ဒီမှာအယုတ်ဒီပေါ်ရနေအိမ်ရှိမင်းတို့လာလို့ရှိရင်လာလို့ရအောင်ငါရအောင်ငါအိမ်ရှိမှာတလားငါရငါရမကြည့်ပြတော့အိမ်မှာမင်းတို့ကားပါပြပြီဟုတ်ပြီလားအေးလိုးတွေအာမချောင်းနဲ့မညမလောင်ပါဘူးတီးတယ်မဟုတ်တောချင်တာအခုနာမှာအားလို့လေမလောင်ဘူးရာမညမလောင်ဘူးရာမညပြောပြတာတချို့လူတွေကိုပြောပြတာရာမညလောင်နေဆိုတော့ထုံးစံမရှိဘူးမလောင်လို့လေဒီကောင်တွေကိုကိုယ်တွေကြောခိုင်းခဲ့တာဒါပေမဲ့တခါတလေညရင်တော့စုံရင်တော့ပြောပြတယ်လေကွာဘယ်ကောင်ဘလို့ရုံမာခဲ့တယ်ငါတို့ဆိုတာအဲ့ဒါပါဖြစ်လေဟမ်မင်းတို့တော်လှန်ရေးအကြောင်းပြပြင်းတော်လှန်ရေးရဲ့တိတ်ခတော်လှန်ရေးရဲ့ဂုံတိတ်ခဆိုတာမင်းတို့နားလဲလားတော်လှန်ရေးရဲ့ဂုံတိတ်ခဆိုတာငါပြောပြတာတော်လှန်ရေးဆိုတာကမြင့်မြတ်တဲ့လူတွေလောက်တာစွန့်လို့မင်းတို့လိုကွာမပြောခင်ကြာကွင်းထူးတဲ့ကောင်တွေလောက်တယ်မဟုတ်ဘူးမင်းတို့တွေအဲ့တော့ဝန်းရံပြီးတော့အသေးခံနေတဲ့ကောင်တွေလည်းရှိတယ်ကြည့်ပေါ့ကိုရမညာကြားလားကြားတယ်မော်ဒါကြောပြေးလိုက်ပြီနော်တလားကိုရမညာမော်ဒါရှိတယ်လို့ဆက်ပြောမော်ဒါကြောပြေးလိုက်ပြီလို့ဟုတ်ပြီလားအဲ့တော့ပြောချင်တဲ့အရာကကျွန်တော်တမဒီ A9 ပတ်စံချီးတဲ့ကိစ္စလည်းပါတယ်ဒီကိုရမညာကျွန်တော်မှပတ်စံချီးသွားတယ်900တခါ1000တခါဒီလိုချီးတယ်နောက်ဒုက္ခရောက်တယ်โอเคကျွန်တော်စိတ်ကိုလာခြင်းပါတယ်သူတောင်းတပြီးတော့ဒီမှာအဖေကိုအားကိုးတယ်ဟုတ်လားကျွန်တော်မိတ်ဆွေကလည်းအော်ရပါတယ်ဘာမှဖြစ်ပါဘူးလာခဲ့ပါလို့သူပြောတယ်ဒါပေမဲ့ဘာအကြောင်းကြောင့်ဖြစ်သွားလဲတော့မသိဘူးသူမလာပြလိုက်ဘူးဒါပေမဲ့သူ့ရဲ့စောက်ကြောင်းကိုတိသွားလို့လာတော့မသိဘူးဟိုကောင်ပေးမလာတော့လားမသိဘူးဒီကောင်ရဲ့စောက်ကြောင်းဟိုကောင်ကသဘောကောင်းတယ်ကျွန်တော်ဘော်ဒါတကယ်စိတ်ကြီးလည်းပြည့်တယ်ကျွန်တော်ညီလေးလိုပဲချစ်တယ်ကျွန်တော်တော့ပြည့်တယ်လာခဲ့သူ့မှာအခန်းလွတ်ရှိတယ်အခုမိသားလာခဲ့ပါညာပြောခဲ့တယ်ဒါပေမဲ့နောက်ပိုင်းကျတော့ကျွန်တော်အထင်မှာဒါတော့ဟို तू ကဒီကောင်ရဲ့ဒီမေလိုရဲ့စိတ်ထားကိုသိပြီးတော့ဗာနောက်တစ်ခုကိုတော့ကလေကျွန်တော်ပြောပြမယ်ဗျာတကယ်တော်လှန်ရေးလုပ်တယ်လို့ပြောနေတယ်ဆိုရင်ဒီကတစ်ခါတည်းညံ့ကွာအထာထားလိုက်တယ်ဆိုမင်းတို့တဘောပေါက်မင်းတို့ဘာကောင်းနေမို့လဲမင်းတို့နေတာဟိုအဝေးမှနေမင်းတို့ကောင်းနေအခုစင်းရပြောရင်ကွာမင်းတို့ဘုရုဘာလုံးနိုင်လေလို့လဲမင်းတို့ဘာလုံးနိုင်လေလို့လဲမင်းတို့ဟိုမှာခွေးတိုးစောခွင်ချနေတာငါတို့ကတနာလို့ခွေးတို့ငါတို့ကဝိုင်းပြီးပြင်းနေတယ်တဘောတစ်ခုပြောပြတာနော်ဒီကောင်လေးလူနားလဲတယ်ဆိုရင်ဟုတ်လားဆက်ပြောကိုဆက်ပြောဒီနေ့မင်းတို့ရေကုန်ချုံးမယ်ချစ်တူမစ်ဆောက်အင်ဂျီပါဆွဲပြပြီးတော့မစ်ဆောက်ရဲ့ရေကုန်ချုံးမယ်နော်အေးနိုင်ချုံးမယ်မင်းလောက်နေတော့ခေါ်ဒီမျိုးရှေ့တက်တယ်အမေရိကန်မှာနေတယ်ကွာဒီကောင်ကျော်မြင့်ဆိုတဲ့ခွေးမတာအမေရိကန်မှာနေတယ်ကွာဒီကောင်ဟုတ်လားဒီကောင်ကကို US အဲ့ဒါကိုကွာဒီကောင်ဖင်ခံတယ်တွားပြီးတော့အောက်တန်လဲအောင် US မှာလို့အောက်တန်လာတယ်ဘယ်လိုလုပ်ပြီးတော့ဒီမှာရောက်လာလဲပြစ်ကြောပြစ်ကြောဘာဖြစ်လာလဲမပြောငါတို့ကလုံးဝအမှန်ကန်ကွာဟုတ်တယ်လားဥစ္စာဖြစ်တဲ့ကောင်နေစောက်ယူကိုမဆိုင်တဲ့ကောင်နေငါတို့လည်းကြောက်ငါတို့ပြည်တိုင်းလုံးပြရတယ်ငါတို့ပြရတယ်ဘာဖြစ်လို့လဲဒါဒီဘလောက်တော်လန်ရေးလို့ပြောတယ်ဒါကျွန်တော်တော်လန်ရေးမအောင်တာလေကျွန်တော်ပြောဟိုတည်းကကျွန်တော်ပြောတာမင်းတို့ဒီစိတ်ဓာတ်ပြင်းအဲ့ဒါတော့ကျွန်တော်နားမလဲပဲနဲ့တော်လန်ရေးမအောင်ဘူးလို့ပြောတယ်တို့ဘာလို့ကျွန်တော်ပြောတာဒီစိတ်ဓာတ်တွေနဲ့မင်းတို့တော်လန်ရေးဘယ်လိုမှအောင်ဖို့မရှိဘူးမရှိဒီကောင်စိတ်ဓာတ်တွေမင်းတို့ပြင်းအဲ့တော့မကြည့်နဲ့60 90အဖိုးကြီးတွေကြည့်ဘလောက်ရိုင်းဆိုင်ပြီးလူများတွေစော်ကားပြီးတော့တမလားအဲ့ဒါကိုအဲ့ဒီလိုဘဝတိဆောက်နေတဲ့လူတွေကဟိုတော်လန်ရေးမှာဟိုတခိုးဖမ်းတယ်တခိုးရမင်းတို့ဆိုတယ်ရှင်းပြောရင်ဟမ်မင်းတို့တခိုးဖမ်းတယ်ဆိုတော့မင်းတို့ငါတို့ပြပေးလို့ရတယ်ဟာ
ငါတို့တွေကအမှန်တရားမှာရက်တည်နေတဲ့ကောင်တွေမြဲတာပြောပြတာဟာကိုရီးယားအများကြီးဥစားဖြစ်တယ်တမလားဟုတ်လေဘာကိုတော့ပြင်တင်ကြတယ်အမှန်ကတို့လူမှန်နေတကယ်လူကြီးလူကောင်းဆိုရင်အေးကွာအဲ့ဒီတော့ငါဖွန်ကြောင်ပြီးတော့ရာမညာကိုစော်ကားမိသွားတယ်အမှန်သူဖွန်ကြောင်ပြီးတော့တဝင်းတိုးနေတာတဘောပေါက်လားနောက်တစ်ခုကကျွန်တော်ပြောပြမယ်ဟိုလိုက်တိုက်ရင်လည်းပုံရိပ်ဘဲမင်းမဘာပုံရိပ်ရှိလို့လဲနင်းမောင်ရဲ့မင်းမဘာပုံရိပ်ရှိလို့မင်းဟိုလိုက်လည်းမတိုက်ရဒီလိုက်လည်းမတိုက်ရငါတို့ကတွားရဲတယ်လိပ်ပြလုံးနဲ့ ငါပြောပင်ကြပုံရိပ်တော့ရှိမှာပါငါပြောပင်ကြကျွန်တော်ကွာဟိုမှာကျွန်တော်ပြောပြမယ်ဗျာအဲ့ဒီတော့ကလည်းပြဿနာကဒီအလောင်းစားပါညာဖြစ်တယ်ဆိုတာလည်းကိုပြောပြမယ်ဒီကောင်လေးသူတို့လောက်တာဘယ်လိုလဲဆိုတော့ကျွန်တော်ကွာကျွန်တော်မသိဘူးကျွန်တော်ရှင်းပြခွေးတို့ဖဲတဲ့ကောင်ဆိုရင်ဒါကိုလူပဲဒါပဲဟုတ်လားအော်ချင်မနိုင်သူပြောနေတဲ့စကားတွေပါလေကျွန်တော်တဘောကြလို့အော်သူမတုံးတော့ဘူးဆိုတော့တပ်ပြီးနှုတ်ဆက်လိုက်တယ်ကိုကရှင်းပြောရင်ကွာအဲ့ဒီတော့ကွာကိုကတူဖန်လို့ပြောလို့ရတယ်ကွာတဘောပေါက်လားအော်ရဟုတ်တယ်အဲ့လိုမျိုးတက်နှုတ်ဆက်တယ်ကွာတဘောတစ်ခုကအဲ့တော့ကွာသူလောင်ပြီးတော့ကျွန်တော်မလားအားတဲ့ဒီကောင်လေးမတင်ရသူလည်းမျက်နှာပြတဲ့လူမဟုတ်ငါတို့လည်းမျက်နှာဖွင့်ငါတို့ကရိုးတတာပဲငါတို့ကနှုတ်ဆက်တယ်အာငါညီမင်းတို့လိုမျိုးတကယ်အမျိုးသားရေးဓမ္မလောက်တာတယ်ငါတို့ကလက်ခံတယ်ငါတို့ကဘာလာရောက်ဆိုကောင်းမှုနှုတ်ဆက်တယ်ပြောဆိုတယ်ကွာဒီဟာလည်းဘယ်သူမှငါတို့ဖော်ကားတော့မပေါ့ဟုတ်ပြီအဲ့ဒါလည်းထားလိုက်အောင်ကွာဟိုမှာကွာငါလောက်တဲ့အလုပ်တွေကကောင်းတဲ့အလုပ်လားမကောင်းတဲ့အလုပ်လားဆိုတာဟိုမှာဘယ်လိုလဲသိလားဒီပြာတို့ကကွာချင်မနိုင်ဆိုပြီးတော့တယောက်ကိုတို့ကဆဲနေတယ်ကွာတော့ပေါ့ဆဲနေတော့အဲ့ဒီကောင်လေးကကျွန်တော်အကောက်ထဲမှာရှိနေတော့ကျွန်တော်ကဒီကောင်လေးမေးတယ်ဟဲ့အောင်မင်းတို့လို့မဟုတ်ဘူးကိုတဲ့ကျွန်တော်အဲ့ဒါနဲ့ဟုတ်ပြီကျွန်တော်နဲ့လည်းရင်းနှီးတယ်ဒီကလေးကဟိုစကားပြောကျွန်တော်အဲ့ဒါနဲ့ကြည်ပြာလိုက်တက်ပြီးတော့အေးတို့ထောင်နေတဲ့ပုံကကြည်ပြာဒီပြာတို့ကကျွန်တော်တို့လေးစားတယ်ကွာမဟုတ်တာမလုပ်ထားတဲ့ပုံမှာမင်းကလေးတွေလေးစားတာလေမင်းတို့ဘာလောင်းရလို့လဲမင်းတို့ကမဟုတ်တာလုပ်ထားတော့မင်းတို့ဘယ်သူလေးစားမလဲဟုတ်လားအဲ့ဒါနဲ့ကျွန်တော်ကကောင်းမွန်ပြောတယ်လေဟဲ့ဒါကမားတယ်ဟုတ်လားကျွန်တော်မင်းကလေးကိုပဲမင်းကလေးမှာဘောမအောင်အနီရောအပြာအစိမ်းရောကျွန်တော်တို့မှကျွန်တော်မစော်ပါဘူးနော်ဆိုတော့ကိုယ့်ရဲ့ယုံကြည်ချက်ခံယူချက်ဒါတစ်မျိုးပေါ့နော်နောက်တစ်ခုကကိုယ့်ရဲ့ပိုတတိထားတယ်ကိုယ့်ရဲ့ဘာသာမတူဘူးတခုလူတွေကခုနပြောဆိုတယ်မှာဘာသာကိုအခြေခံပြီးတော့ပြောတတ်တယ်ပေါ့ကွာဓမ္မလာဒီကလာတွေဆိုမင်းကလေးစော်ကားတယ်အဲ့လိုမျိုးတွေအများနဲ့တတိထားတဲ့ကောင်းတယ်ကျွန်တော်ကဒီဘောပေါက်လားဆိုတော့အဲ့ဒါနဲ့ကျွန်တော်ကပြောတယ်ဟလားဒီပုံကဒါချင်မနိုင်မဟုတ်ဘူးလို့ငါညမလို့အဲ့ဒါဒီကောင်လေးကငါတို့နဲ့ရင်းနှီးတဲ့ကောင်လေးတယောက်ပဲပေါ့နော်အဲ့ဒါနဲ့ကျွန်တော်အဲ့လိုပြောတယ်ပြောတော့အဲ့ဒါကိုကွာလာပြီးကျွန်တော်ကိုကွာဒေးနိုင်တို့ဒီဥစ္စာတို့ကထင်နေတိုင်းပြောနေတိုင်းပြောပြီးတော့ဒီကောင်လေးစောင့်ကကျွန်တော်စားလာလို့လားငါဖော့ဝေးမှနေတယ်ငါလစ်ပါမှလှုပ်တယ်ရဒီတိလားကိုရမြတ်တော့ပြောပြတာဘောပေါင်းပြောပြတာငါတို့ကမရင်းချင်ဘူးမရဘာဖြစ်လို့ကိုရမညောက်စော်ကားတာလဲကိုရမညအေးစင်းနေတာလေအဲ့ဒါဘာစော်ကားတဲ့သူတို့အခုကွာချင်မနိုင်ကိုယ်တိုင်ကအဲ့ဒီတော့ကွာသူကျေးဇူးတင်တယ်ဘာဖြစ်လဲဆိုတော့သူမဟုတ်ကြောင်းကွာသူကလားမဟုတ်လေကွာသူကလားမဟုတ်ကြောင်းကဖော်ထုတ်ပေးလိုက်တယ်ကိုင်းရှင်လဲတီသွားတယ်ဟိုကောင်လေးလဲဟုတ်လားမခံရတော့ဘူးကွာအဲ့တော့မင်းတို့ကဘာကိုဖင်ချင်းသေးရရှိတယ်နောက်တစ်ခုကွာကြည်ပြာကပြောတယ်ကွာဒီဟာကနှင်းမောင်လုပ်တယ်တဲ့ကျွန်တော်ပြောတဲ့စကားရှင်းရှင်းလေးအဲ့ဒီတော့အကယ်၍ကျွန်တော်စကားပြောတာရှင်းလေအကယ်၍နှင်းမောင်ကတကယ်လုပ်ခဲ့တယ်ဆိုတကအောက်တန်းကြတာပဲသဘောပေါက်လားဒါပဲကျွန်တော်ပြောတာမင်းမလို့မင်းအောက်တန်းမကြောက်လေမင်းလို့မင်းအောက်တန်းကြောက်ဟောအဲ့ဒါကိုအကြီးအကျယ်ကျွန်တော်ဒီကောင်နေသလားလဲအော်ကျွန်တော်ကလည်းမဖြစ်ဘူးဟုတ်လေဒါသူလုံးလို့သူနာတာလေကိုရမညာလိုင်းပေါ်ကပြဿနာမဖြစ်ချင်ဘူးသဘောပေါက်လားတော့တယောက်လိုင်းပေါ်မှာပြဿနာမဖြစ်ချင်ဘူးဟောရှော်ပေးလိုက်တယ်ဘာလုံးမှလဲနောက်ပြီးတော့ဒီလိုဒါမှဒီကောင်တွေကလူပေါအယောင်းရတယ်ကွာသဘောပေါက်လားလူတွေကိုကွာသူတို့ကဘယ်လိုပြောမလဲဆိုတော့ငါတို့ဘာမို့လို့လဲမျိုးကွာဟမ်ဒီတော့အားချောင်းနဲ့လူရမဝင်တဲ့ကောင်တွေဟမ်မင်းကြည့်မလားငါတို့ဘယ်လောက်ကြည့်ရအောင်လဲကွာဘာလို့ဒီကောင်မဟုတ်ကျွန်တော်ပြောမယ်တော်လန်ရေးဆိုရင်တော်လန်ရေးမင်းတို့ဒီဇိုင်းမလုပ်ဘောမင်းတို့ဟိုလူစော်ကားဒီလူစော်ကားဟုတ်လားဒါပုံကိုရေးစော်ကားတာအခုငါတို့ပြောတဲ့ထဲမှာလဲတော်လန်ရေးမပါဘူးတော်လန်ရေးအကြောင်းမပါဘူးနော်ငါပါစင်နဲ့ပြောတာနင်းမောင်ကစော်ကားခဲ့တယ်အေးနိုင်ကဘူးမတိကိုမတိအေးနိုင်သူကအွန်အန်နဲ့သုံးလုံးမတတ်တယ်ညပြောအေးနဲ့ဒီဟာသူကပြဿနာကိုလူများချီးပုံကာယခွာတာတော့ဟုတ်တယ်ညချီးပုံသူကကာယခွာတာသူပထွေးပုံနေတော့စစ်စစ်လာတာပြောတဲ့လူဆိုရင်ကျွန်တော်နာမည်တော့မထုတ်ဘူးကျွန်တော်စော်ကားခဲ့တယ်အေးနိုင်ဟုတ်ဒါပေမဲ့ကျွန်တော်ကရှော့လိုက်တယ်ဟောဘာကြောက်လဲဟောသူကဘူးမတိကိုမတိနဲ့တရမလားဆောက်ယူပေါ့ဆောက်ယူထားပေါ့တက်ပြီးလဲဆဲတယ်ဆောက်ယူလေးပေါ့ကျွန်တော်ပြောပြမယ်ကိုတော်ကောလီကျွန်တော်တို့စော်ကားခဲ့တာပဲရှိတယ်ကျွန်တော်တို့စော်ကားခဲ့တာမရှိဘူးဒါပေမဲ့ကျွန်တော်ကစော်ကားခံရတဲ့အကြောင်းကျွန်တော်ပြောခဲ့တာတော့ပေါ့လား
တော့ပေါ့လား အေးဗျာဒါကတော့ဒါကိုရမညာတော့ ကျွန်တော်တို့ကဘာမားလို့လဲဟာမင်းတို့ကမင်းတို့နာမည်ကိုမင်းတို့ကြတော့ဟိုလီလီချီတိုင်းပြီးအမေနမအကုန်ပတ်ပြီးဆဲလို့ရတယ်ငါတို့ကမင်းတို့နာမည်ပြောတာနဲ့မင်းတို့ကဘာလို့ဖင်ကျင်းတာလဲဟာလေမဟုတ်လေပြန်စဉ်းစားကြည့်ဟုတ်လားမင်းတို့တော်လိုင်းရေးလုပ်တယ်မင်းတို့ကကိုယ်တိုင်ကတရားမျှတမှုကိုမင်းတို့ကဘာမှလဲ justice ဟမ်မင်းတို့နားလေလားတရားမျှတမှုဆိုတာမင်းတို့နားမလဲမနဲ့လူတွေကိုမင်းတို့လိုက်ပလေးမယ်မင်းတို့ကလေးတွေကိုခေါ်ပြီးတော့မလားခွေးမွေးလို့မျိုးလူခေါ်ပြီးတော့ကျွန်တော်သူခဏလောက်ပြီသူနဲ့ကျွန်တော်ညှိရေနင်းမောက်ပါလဲသူမမကျွန်တော်စကားမပြောရဲသူဟိုလူရှယ်လိုက်တယ်ဘလို့ကလားချင်းချင်းချဖို့ဆိုပြီးတော့ဒီကောင်လုံးအဲ့မှာအတိတ်ခွေးတွေလာဟောကျွန်တော်အဲ့ဒီလူတွေနဲ့တမ်းမညှိဘူးတော့မှကျွန်တော်ဒိုးခဲ့လိုက်တယ်တဘောပေါက်လားကျွန်တော်သိတယ်ကျွန်တော်ကောင်းကောင်းနှက်ပြီးတာဒီကောင်တွေအထားဟုတ်နင်းမောက်ကကျွန်တော်တို့ထက်ဘယ်လိုပညာတတ်ကျင်တတ်မယ်အတက်ကြီးနေဒါမဲ့ဒီကောင်အတွေ့အကြုံရကျွန်တော်တို့လာပြီးတော့ဥစ္စာလုပ်လို့မရဘူး experience ရှင်းလို့မရဘူးဟုတ်တယ် ဟာမရဘူးဒီကောင်ကစောက်ပြောနေတာကြားဘူးနာဝါတွေနဲ့အပေါက်ကျင်းနေပါမင်းကင်ဘူးလဲအောင်ဂျင်ဂလီ ဘကိုနေတက်မှာ စားနေတာဂျင်ဂလီဆိုတာတဘောပြောင်းပြောပြတာ ပြကြောင်နေ ငါတို့စစ်တိုက်တယ်ကစားတာဂျင်ဂလီနဲ့တဘောပေါက်လားမပြောချင်ဘူးဂေါ်လီမလုံးနဲ့ရောဂေါ်လီမလုံးနဲ့ဂေါ်လီဆိုတာကစောက်ဖိတ်တွေအဲ့ဒါတွေငါတို့ကမပြောဘူးပါနေပါစီတချို့ဟာတွေကတဘောပေါက်လားဒါပေမဲ့လူဘောမောကနဲ့လူဆိုတာကသူရောက်အပြင်းနဲ့ဆိုတိုင်းနဲ့မင်းတို့ကလာပြီးတော့စွန့်နေလို့မရဘူးရငါတို့ကောင်တွေကငါတို့ပြောပြီးပြီးခံခွင့်လို့ပါတို့တော့လူညမ်းမဖြစ်ပါစေနဲ့ဒီဆိုင်မိုးကင်ထားတယ်ကျွန်တော်လူညမ်းတယောက်ဖြစ်အောင်တော့မင်းတို့ငါတို့တီးခံမှာမဟုတ်ဘူးတော့ပေါ့လား ဒီကနေလာခဲ့လေ မင်းတော့မှာကွာကြော်မြင့်ဆိုတာမင်းဟိုမှာစောဘတုနာမည်နဲ့တုံးနေတဲ့ကောင်ကငါ့ကိုဘာလို့မင်းကနာမည်အစစ်နဲ့တုံးခိုင်းတာငါအရင်တော့အစစ်နဲ့တုံးနေဟဲ့ငါဒီအကောက်ကိုအစစ်နဲ့တုံးခဲ့တာငါ့ကိုနာမည်ကိုရခတ်လို့လူတွေကိုငါကသဟဇာတာဖြစ်အောင်နာမည်ပြောင်းပေးလိုက်တာငါနေတဲ့မျိုးငါနေတဲ့ရွာကိုချစ်လို့ဒါရှင်းအောင်ပြောပြပေးတာငါတို့ကမရိုင်းဘူးငါတို့မင်းကောင်းပြောရင်တော့ကောင်းပြောပေးတယ်မဆိုင်တဲ့လူဆိုမဆဲဘူးငါတို့ပြောပြနေတဲ့စကားကလူဆိုရင်နားလဲတယ်လူချင်းဝတ်ကိုနားလဲတဲ့ကောင်းဆိုရင်နားလဲတယ်ငါတို့လူစကားငါတို့တခုမှမဆဲသေးဘူးတို့လိုမျိုးကျွန်တော်ပြောချင်တာကစော်ကားခဲ့တာဒီကောင်းလေးကျွန်တော်မစော်ကားခဲ့ဘူးအရင်ဆုံးကျွန်တော်ပြောပြမယ်နော်အစားကနေပြန်ပြောပြမယ်ကိုတော့ကောလေးဒီလားအစားကနေပြန်ဒီနေ့အဲ့ဒီ main ကလေးကိုတို့ကာကွယ်ပြီးအဲ့ဒီ main ကလေးတို့မရင်းကောင်းနေဆိုတာပေါ်ပြလိုက်ပြီဟောပြလိုက်တယ်ဟုတ်တယ် အထောက်ထားရှိတယ်ဒါပေမဲ့ကျွန်တော်ပြောရမယ်ကျွန်တော်တို့ကစရှင်းလေးကျွန်တော်တို့ပါတော့ကျွန်တော်တို့ပရိုက်တာလောက်တယ်အပြင်မှာလည်းလောက်တယ် live ပေါ်မှာလည်းလောက်တယ်ကုညီနိုင်ဒီနေ့ဒီချိန်ဒီ live ပေါ်မှာကျွန်တော်တို့အလူမခံဘူးတစ်ချက်မှနော်ကိုပေးလိုက်တာပဲရှိဒါပေမဲ့ပေးလိုက်တိုင်းလည်းကျွန်တော်တို့မဖော်ပြဘူးဘာဖြစ်လို့လဲညာလဲနေပြီကျွန်တော်တို့ရဲ့ဒါဥစားပဲကျင့်ဖို့ပဲတော့ပေါ့ဒါပေမဲ့ကျွန်တော်ပြောနေတာကွာမင်းတို့ဥစားဖြစ်ရင်မင်းတို့ကြတော့မင်းတို့စကားမင်းတို့ပြောချင်းပြောလို့ရတယ်ကွာငါတို့စကားဆက်လို့ငါတို့ပြောရင်မင်းတို့ဘာလို့ပြောမှာဒါပြဿနာမဟုတ်ဘူးနော်ကိုတော့TikTok ကင်းလို့ကျင်တာသူတို့ TikTok ကင်း TikTok မှာငါတို့ကဆရာဆိုရဲနဲ့ဝါဘယ်တရားမှာယူနေလားနင်းတော့အောင်နေရလဲမရဘူးအခုကျွန်တော်ပြောပြမယ်ကြီးနေမတတ်ထိုင်မတတ်တော့ကြီး main ကလေးတယောက်ပုံထောင်ပြီးဆဲတယ်အခုကြီးအဖိုးကြီးကွာကိုတော့တကယ်မလိမ်ပြောဘူးကျွန်တော်ကိုလည်းကျွန်တော်ဟုတ်တယ်ကွာငါတို့ပြောရမှာဒါပေမဲ့ဒီလူတွေကိုလည်းလူကြီးဆိုပြီး respect ထားလို့မရအောင်ဒီကောင်တွေကဆဲရဲတိုင်းထွားတဲ့နေရာမှာတင်မလားကျွန်တော်တို့19နှစ် section နဲ့တာလောက်ကကျွန်တော်တို့ပြောတဲ့စကားမျိုးကလာဂျလေဘီစကားတွေပြောတာအဲ့ဒီလူတွေကျွန်တော်တို့ကဘယ်လိုလုပ်ပြီးဒီ95ကသူတို့ပြောတဲ့စကားပေါ်မှာမူတည်ပြီးတော့ပဲကျွန်တော်ဆက်ဆံလို့ရမှာပေါ့ဟုတ်လားကျွန်တော်ပြောပြတာကျွန်တော်ရမဖြစ်ဘူးကျွန်တော်ပြောတဲ့စကားနဲ့မင်းတို့လည်းပြောငါမဆဲဘူးမင်းဆဲတဲ့ကောင်မင်းမကြိုက်တဲ့လို့ဆဲတော့ပေါ့လားနာမည်အမှန်နဲ့ပဲငါတို့တုံးနေရောရေး social media ကိုမင်းကစောက်ပေါ်ပဲဟမ်တော့ကောလီဝေးကတော့ဆောက်ငါတို့ကဘာလုပ်ထားလို့လဲငါတို့ဘာပြင်းမှမကျူးလာဘူးအမေရိကန်နိုင်ငံမှာရောက်မင်းတိလာရအောင် background check လုပ်လိုက်တုံးတော့ဘာလို့အခုမဟုတ်ဘူးနော်ကျွန်တော်ပြမယ်နော်ဒီဦးနာကိုဒီကောင်တွေမတိဘူးတဘောပေါက်လားဦးတန်းမသိဘူးနော်ဦးနာမတိဘူးဦးတန်းပဲတိတယ်သူတို့ဦးတန်းဆိုတာဘာလဲဆိုမသိနော်ဦးတန်းဆိုတော့ဘလုံးကနာဘလုံးတော့ဒါပေမဲ့ကျွန်တော်တို့ကဘယ်သူမှမဖောင်းတာဘူးကျွန်တော်ကိုတော့ကလီကျွန်တော်ပြမယ်ကျွန်တော်လည်းမဆိုင်တဲ့လူဘယ်သူနာမည်မှကျွန်တော်မတော်ဘူးကျွန်တော်ကိုပြောထားတယ်ကျွန်တော်ကျူးလွန်ထားတဲ့လူတယောက်ဒီကောင်ကအတက်ကြီးပြီးတော့မနှက်ဖြင့်တေးမလားတစ်ဘက်ကတေးမလားမသိတဲ့လူတယောက်ဒီကောင်ကသူမားခဲ့တဲ့အမားတစ်ခုတောင်းမှတင်တယ်သူကမတောင်းမှလည်းအပြင်ဟိုလူနဲ့ကြည့်မလားဒီလူနဲ့ဟဲ့ငါတို့ကကလားနာမည်မရှိဘူးရငါတို့ကကလားနာမည်မရှိဘူးအဲဒီကောင်မြူလိုက်တော့ဒီကောင်အားချောင်းတယ်ဒီကောင်ငါတို့ပြောပြမှာမင်းတော့လက်ရိုက်ချူလောချိုးလိုက်လက်ရိုက်ချူမင်းတို့တော့လက်ချိုးလိုက်ဒီကောင်မင်းတို့ကောင်ကလူငယ်တွေနဲ့တွားပြီးတော့ဟုတ်လားလူငယ်တွေမှာငါတို့ပြောတဲ့စကားမှာဆဲတာတော့မပေါ့မင်းတို့ငါတို့လိုပြောနိုင်မှုသူသားဟဲ့တလားရနေမောင်
ကိုတင်ဟာဗျာဆောင်းရည်ပါထားကြရ မင်းကမင်းပွဲတွေကိုမင်းငါပြောပြမှာချိန်ထားလိုက်မင်းပွဲတွေကိုငါပြောပြမှာထားတာတလားငါပြောပြမှာလိုက်ချိန်တာမင်္ဂလာပါညီလေးမင်္ဂလာ မင်းမနေ့ကလာမသိမင်းလိုက်မှာမင်းအိပ်ပျော်သွားတော့ဒုက္ခရောက်လာတယ်တိုင်နေပတ်ပြေးရတယ်ဘယ်လိုက်ပြေးပြေးအောင်ဘယ်လိုက်ပြေးလို့ပြေးအောင် ကျွန်တော်လည်းအိပ်ပျော်တာမသိလိုက်တော့နောက်ပိုင်းမသိတော့အိပ်ရှင်အိပ်တော့ အေးလေဂျာရီရတော့ ချောသိတယ်လို့ဖြစ်နေတာကျွန်တော်လည်းချောအေး ချောတိတ်လိုက်ချောတိတ်လိုက်ချောတိတ်လိုက် ငါတို့ရပြေးတဲ့နေရာမရှိဘူးဖြစ်တာငါလည်းကိုရပါညာလဲဆိုရင်ငါတို့တိုင်ပတ်နေတော့ အေးဟိုဒီရမှာကိုတင်ကရောက်ပြောတယ်ကိုတင်ကြီးက အေး ဒီလိုနဲ့အားချောင်းနေရတဲ့ငါလုံးမသာငါလာထွက်ပြေးနေပါညာဟောတော့ ငါလာတော့ပြေးလာခဲ့ပါဒီတော့အကျွေး900 1500ရှိတယ်ကွာပထမတစ်ခေါက်900ငါပေးတယ်ကွာနေစရာမရှိစားစရာမရှိငါလည်းမလာချီးတယ်ကွာငါပေးလိုက်တယ်နောက်တစ်ခါ1000ပေးလိုက်တယ်1500ဒါပေမဲ့ငါကကိုကဟိုဘာလို့ဆိုကိုထက်လည်းတက်ကြီးတယ်ကွာဒါဒီပတ်စံကိစ္စနဲ့ပတ်သက်ရှက်သွားမှကြလို့ငါမပြောဘူးအခုဒါပေမဲ့ဒီကောင်တွေကလွန်လာလို့တက်မလို့ငါဒီပတ်စံစောက်ကျွေးကိုငါတောင်းရတော့မှာစောက်ကျွေးစီကောင်ပြရတော့မှာပေါ့လားဘာလို့သူတကယ်ဒုက္ခရောက်တာတကယ်အဲ့တော့ဟိုထောက်ကမောင်းနေဘာပြဿနာတက်လို့လည်းမသိဘူးအမှဒုက္ခရောက်တာရောက်လဲရောက်ကောအဲ့နဲ့အဲ့မှာကွာငါတငယ်ချင်းရှိမှလဲဒီငါတို့နေတဲ့ state နဲ့သူတို့နေတဲ့ state ကဟိုဟာတော်တော်လေးဟိုဟာဖြစ်တယ်ကွာဝေးပဲအဲ့ဒီဘက်ကိုလာပြီးတော့မှသူနေကြမရှိတဲ့နေစရာဆိုငါတကယ်ချင်းလည်းလာခဲ့ပါရတယ်ကိုဆိုဟိုသူလာမယ်ပေါ့နော်လာမယ်ဆိုတော့အဲ့နဲ့ဟိုသူ့ရဲ့စောက်ကြောင်းကိုတိသွားလို့လာမျိုးငါတကယ်ချင်းကက်ဆယ်လုပ်လိုက်ပြီးတော့သူကသွားပြီးတော့အကူညီတောင်းတဲ့ဟာတွေကိုဖက်လည်းမဖက်ဘူးကွာဘာမှမလုပ်ဘူးကွာတယ်မလားဟိုစာလည်းမပြန်တော့ဘူးစာလည်းမပြန်တော့ဘူး ရေကူးကြမလား တော့လေကျွန်တော်ပြောပြလိုက်ကိုလူတယောက်ကိုစော်ကားတာကျွန်တော်စော်ကားတယ်ဓာတ်ရိုက်ကျွန်တော်ပြောတယ်ပေါ့အဲ့လိုစော်ကားတာတဲ့ခန္ဓာမှာစော်ကားခံရတဲ့ကောင်စော်ကားခံရတဲ့အကြောင်းကိုပြန်ပြောတယ်ကွာအဲ့ဒါ तू ဘာနာစရာအကြောင်းရှိသူတို့ကပြန်တော့ပေါင်းမှာမှန်လားလူချင်းဝေါ်ရငါပြောနေတာ ဟုတ်တယ် ဟောငါတို့မားခဲ့တယ်လူတယောက်ကိုမဟုတ်ဘဲနဲ့ဆွဆွဲခဲ့တယ်နော်နောက်ဆုံးကွာငါတို့ကဒီဥပုပ်လားတွေပါငါလိုင်းတော့ငါမတုံးဘူးငါတို့နေတဲ့ကောင်တွေဒါဟိုဒီကောင်တွေကလာပြီးတော့တမလားဒီအေးနိုင်ကလက်ဆဲတယ်ဒါပေမဲ့ငါရှော်ပေးလိုက်ပါတယ်ဒါငါပြန်မပြောဘူးဒါပေမဲ့အခါတလေစကားဆက်ရင်ကွာကိုစော်ကားခံရတာတွေကိုပြောမှာပေါ့အဲ့ဒါပြောတော့ဟုတ်လားတို့နာမည်ပါတယ်တို့မင်းနာမည်ဘယ်လောက်ကြီးမြတ်နေလို့လဲဟုတ်လားမိန်းကလေးတယောက်ကွာမင်းတို့မဖွင့်မရလုပ်ပြီးတော့ဟုတ်လားခုနမိန်းကလေးတယောက်ပြောပြီးကျန်မိန်းကလေးတယောက်ကွာကျွန်တော်တော့ပြောမထွက်ဘူးလည်းပြောရတာဟမ်ဝင်တူတယ်တော့ဆိုတော့ပေါ့လားတဲ့လား နောက်ပြီးတော့ဟိုဟာဦးမင်းစဉ်းစားကြည့်ကွာဟဲ့အောင်ကျေးဇူးရှင်ကိုပြစ်မှားတာဒီကောင်တွေပတ်စံနဲ့ချီးတယ်ကွာကိုကတော့အဲ့ကျဘာဖြစ်ဖြစ်ဟိုဒုက္ခရောက်တဲ့ရင်းနှီးမှုလေးနဲ့ကူညီပေးတယ်လုပ်ပြီးဒါပေမဲ့ဒီကောင်ကျေးဇူးရှင်ကိုပြစ်မှားတာဒီကောင်ကျေးဇူးရှင်ကိုပြစ်မှားလိုက်တယ်သူတို့ကအမှားတစ်ခုကျူးလွန်လိုက်တယ်အမှားတစ်ခုကျူးလွန်လိုက်တယ်ဒါပေမဲ့အဲ့ဒါကို तू ကတော့ဟိုငါကတော့ဒါကြီးကိုထုတ်ပြောမှမဟုတ်ဘူးလို့ तू ထင်တာပေါ့နော်ဒါပေမဲ့ငါအားနာတယ်အားလဲအားနာတတ်တယ်ဒါပေမဲ့ तू မှားသွားတာပေါ့ဒီကိစ္စကတော့ဒါပေမဲ့ငါထုတ်ပြောတင်တာတွေထုတ်ပြောရတော့မှာပဲလေဟုတ်လားသူတို့ဒုက္ခရောက်ခဲ့တယ်ကွာဒီဘက်တော့ဒုက္ခရောက်ခဲ့တယ် အာ တင်ပြီးကွာရမင်းတော့မင်းတော့ ဟိုချမ်းသာစီမလို့သူစိတ်ဓာတ်ကောင်းမှုလည်းလို့တယ်တဘော ကို ပေါက် စေတဲ့ခေါ်တော့ကလာကြောက်ပြီးတော့ခုတ်ဖြုတ်ကြတာကွာတကယ်တက်လည်းမပြောဘဲနဲ့ကလစုပ်အောင်တန်းတာကိုမေး အာ တို့ဆိုရမင်းမေးပေါ်ရမင်းလိုကိုလေးကိုလိုလိုက်တယ်တော့တင်တော့မတင်မင်းပတ်ဆက်ကြ အခုတလားဒါနင်းမောင်လုံးနဲ့ဒီကောင်နဲ့တပွဲတယ်တလား ကိစ္စတော့ရှင်း ဟိုနင်းမောင်လုံးလိုက်မှာပြောတယ်ဒီကောင်တလားအခုကျွန်တော်ဒီကောင်နဲ့ဒီကောင်ပြောတယ် လုံးမလူရဝင်နေတယ် ငကိုလေးကဒီကောင်ကကျွန်တော်ရဲ့တပည့်လေသိဘူးလား အေးငါသိတယ် ငါတပည့်ဆရာမကောင်းရဲ့ဆရာမကောင်းတဲ့လေကသွားတယ်ဒီကောင်ကကြီးတဲ့လူမျိုး ဒါ လိုက် ပေမဲ့တပည့်မကောင်းလို့ဆရာကောင်း ပုံနဲ့တပုံနဲ့ဒီကောင်နဲ့ အေးတပည့်မကောင်းတော့ဆရာကောင်းလာတော့တာဗျာဒါခွင့်လို့ပါနော်တော့တပည့်ကျွန်တော်ဆေးမတိုက်ရတယ် ဆိုကြ အာမချောင်းနဲ့ငါတို့အာမချောင်းနဲ့ငါတို့ ဒါတော့မပါခံမယ်နော် ညအောင်စုံမညာ သားလောက်ကောင်နေထိုးရလဲခံ မင်းစားပါလေအောင်မင်းဘယ်လိုလဲစုံလန်းကြီးဒါပေမဲ့မပြောပါဘူးကိုရဒီမှာလည်းသလိုပဲအဲ့ငါတို့ဘလို့မှငါတို့ပြောပြီးတတ်တိရှိရှိနေပါတို့တော့လူမိုင်းငါတို့ပြေးသွားရှိတဲ့တတ်တိလူမိုင်းမဟုတ်ဘူးနော်ရအောင်
တက်တိရှိနေပါတော့တော့ဘယ်ပဲမင်းတို့ပြန်နေအားချောင်းမဲစားအေးနိုင်မင်းကောခေါ်ပြီးမှလက်တွေ့ရလားနဝရ ကိုတင်္ဂါရသိရနော်ကျွန်တော်ကကိုပြောတိုင်းမလုပ်တတ်တာနော် ငါ တင်္ဂါရသိရနော် ဟုတ်တယ်ငါသိတယ် အေးဟိုကောင်မလေးရဲ့ဇလန်းကတော့ကျွန်တော်ဘယ်လိုလုပ်ပေးလိုက်တော့နော်ကျွန်တော်တို့ကျွန်တော်နိုင်ငံရေးမတူဘူးဒီကောင်နိုင်ငံရေးတူဒီကောင်စားနာကြောက်ဒီကောင်နေရှယ်လိုက်ကွာဒီကောင်တွေကမားလဲမားတယ်ငါတို့လာပြီးစော်ကားနေ ရှယ်ရတယ်ဒီကောင်မလာရဲဘူး လက်ချင်းဒီမှာလက်ချင်းအောင်အေးနိုင်နဲ့နင်းမောင်ဒီမှာလက်ချင်းအောင် အေးနိုင်ရဲ့နင်းမောင်ရဲ့အေးနိုင်ဂွေးကိုင်အေးနိုင် မင်းတို့ကမင်းတို့ရလား အေးနိုင်ခွေးကဲ အေးနိုင်ဂွေးကိုင် အေးရောက်မင်းတို့ရဲ့ပတ်ဝန်းကျင်ကြီးကြီးလေးဖြစ်သွားပြီရောက်ငါတို့ပတ်ဝန်းကျင်အကျယ် အခုဒီကောင်လေးလိုက်မှာလိုက်ရတယ်မှာတီးတို့တဲ့ကောင်မှာအေးနိုင်ဂွေးကိုင်မှာ2ယောက်ပဲရှိရသူလိုက်မှာ2ယောက်ပဲသူနဲ့နောက်တစ်ယောက်ဘယ်လို2ယောက်ပဲရှိရ အေးနိုင်နေမောင်ဂျစ်တူမလုံးနဲ့ဒါပေမဲ့အဲ့တော့ကောလီကတကယ်တော့ရိုးသားတယ်အေးဆေးပဲဒါပေမဲ့ငါဆဲတယ်ကြမ်းတယ်ဟုတ်တယ်ဒါပေမဲ့ငါမလုပ်တော့ဘူးဒါပေမဲ့မင်းတို့ကိုငါရိုးသားနဲ့အေးနိုင်မင်းတို့ကပတ်သက်ချီးတယ်ငါပေးတယ်အဲ့မင်္ဂလာပါကြီးဟုတ်လားပတ်သက်ချီးတယ်မင်း900တခါ1000တခါငါပေးလိုက်တယ်မင်းတို့နော်ဒီတော့ခါရောက်နေတယ်โอเคပြီးတော့ငါတို့စိတ်မှာမင်းလာနေခြင်းနဲ့ဆိုပြီးတော့ငါတကယ်ချင်းကိုကူညီတောင်းတယ်ငါညီလေးကိုโอเคငါညီလေးရတယ်မဆလာခဲ့ဟုတ်လားအဲ့တော့မင်းကဆော်ကားအတွက်မင်းဒါမိုင်းမဝါယူကွာမင်းတော့မဝါတော့အဲ့မှာကြည့်မင်းတို့ရဲ့ဟာလေးကျင်းမြောင်းနေတဲ့မြောင်းလေး မဟုတ်ဘူးကျွန်တော်ပြောမယ်ကိုဆိုတာကကိုမားခဲ့တဲ့အမားတစ်ခုကိုက တောင်းမယ် မင်းတို့မားလဲမားသေးတယ်မင်းတို့ကဘယ်လိုမင်းအွန်လိုင်းနဲ့မင်းနဲ့ဘာကွာလဲမင်းတို့နဲ့မင်းတို့မင်းအွန်လိုင်းစင်မင်းတို့နဲ့ဘာကွာလို့လဲဟောတော့ကောင်လဲလုံးချင်တာလုံးတယ်ပြီးသွားရင်ဟုတ်လားမင်းတို့လည်းသူတို့ပဲမင်းတို့လုံးချင်တာလုံးပြီးတော့မင်းတို့ပြောတော့ပါမင်းတို့ကဟိုဒါတော့မင်းတို့ကဘာစောက်အာနာမှမရှိဘူးမင်းတို့ကပြန်ပြီးတော့ဖန်ထဲကျင်တဲ့ပုံစံတမ်းမလားဒီစောက်ကျင်တွေ ဒီကောင်လေးဒီမူဝါတော့တုံးနေတာဒီကောင်လေးဒီမော်လာဒီတော်လိုင်းဆိုတဲ့နေရာမှာလဲဘယ်နေရာမှာလဲစောက်တုံးကြလူတာတိုင်းတာမရှိဘာမှမရှိတော်လိုင်းရောလိုက်ပြစီနေတာမင်းတို့တော်တာဆိုလို့သူများကိုလိုက်တိုက်ခိုက်တာသူများကတခိုးလိုက်ဆွဆွဲနေတာကိုလိုလိုတွေမင်းဒါပဲတော်တာကျွန်တော်ဘာမှမရှိဘူးသူများလုံနေတဲ့ထောက်ပိုးတွေကိုအချင်းချင်းကိုလိုက်တိုက်ခိုက်လို့မင်းတို့လုံလို့ဘာလို့တော်လိုင်းမှာရှိတဲ့သူတွေအကုန်လုံးကဘွားပြတ်သွားပြီမင်းတို့လိုက်လို့တာမင်းတို့ဖြက်စီးနေတာဟဲ့ဂျစ်တူနံပါတ်1ဂျစ်တူမင်းတဲ့ပညာတွေစောက်သုံးမကြဘူးဟဲ့စောက်သုံးမကြတဲ့ပညာတွေဟဲ့ဂျစ်တူဟဲ့မြန်မာနိုင်ငံနဲ့ပြေးလာပြီးတော့မှမလေးရှားရောက်တယ်မလေးရှားနဲ့ refugee နဲ့လာပြီးတော့အမေရိကရောက်တော့အဲ့တော့မင်းဘာလိမ့်မှလဲမင်းလိမ့်လို့မရဘူးတော့မတိတဲ့လူလိမ့်ဓာတ်တိတွေငါတို့တွေဟဲ့မင်းစောက်ကြောက်ဓာတ်တိတွေဟဲ့ဟုတ်ကျွန်တော်ပြောချင်တာတော်လိုင်းရေးလောက်တယ်တော်လိုင်းရေးကဘယ်လောက်တော်လိုင်းရေးကြောက်မင်းတို့တီးလားတော်လိုင်းရေးကဘယ်လောက်မြင့်မြတ်လဲမင်းတို့တီးလားမင်းတို့လိုအောက်တန်းဆောင်မကားမောင်းနေပြီးတော့ဟိုလူလိုက်ဆယ်ဒီလူပုံကြီးထောင်အောင်လာပြီးတော့24နိုင်နေတာတော်လိုင်းရေးလားအဲ့တော့ငါတို့လည်းအဲ့လိုတော်လိုင်းရေးလုပ်လို့ရတယ်ဟဲ့ဘာလဲမပြောချင်ဘူးစောက်ဟိုအားရပြီးတော့တမ်းမလားအချိန်ပြုံးနေတာဗျာပြင်းလို့အဲ့ဒါဟိုဘ누구ကတာမလူတယောက်လိုက်လွှင့်နိုင်ဟုတ်လားတော့လိုက်ရင်ဘာမှရေရတိတာမဟုတ်အွန်အန်နဲ့ဒါပဲတိတယ်ဘ누구ကန်ချလိုက်တာလားဟိုဒီမောင်ဆိုတာလည်းပါတိတယ်ဦးလည်းကြားပါလားဦးဘ누구ကန်ချသူကတယ်လေးမကန်ချလိုက်လေကိုလူမသိဘူးလေအဲ့ဒါဘ누구ကကန်ချလိုက်တော့ဆင်းသွားတာပဲမယ်ဟိုလာတော့မယ်ဒီနေ့မှလာမယ်ငါတို့တွေကဒီလိုလာဒီဘုန်းဖိုးတွေတ냐နေအမေရိကန်မှာကွာမင်းကအမေရိကန်လိုနေရာမှာမင်းတို့တတ်တိရှိတယ်တကယ်ငါတို့နဲ့လာရဲတယ်ဆိုမင်းတို့ငါတို့တသက်လုံးဆလူရိုက်နေမှာတဘောပေါက်လားမတော့မှမင်းတို့ကြောင့်ငါတို့မပြောတော့ဘူးအဲ့လိုစိန်ခေါ်ရဲတယ်တဘောပေါက်လားမင်းတို့ကဘာအမေရိကန်မှာအားချောင်းနေတာလဲအမေရိကန်ဥပဒေမင်းတို့နားလဲလားဖိုးတွေတ냐ပြေးတယ်အင်းရှိရပဲမင်းတို့ဖျက်ရှောက်ကြည့်တစ်ချက်တော့ဖျက်ရှောက်ကြည့်ငါတို့လာပြီးကွာတစ်ချက်ဖျက်ရှောက်တယ်လို့တစ်ချက်ပဲဖျက်ရှောက်ကြည့်ဟုတ်စမရှိဘူးလိုင်းကရံဖြစ်နေမယ်အော်နေမယ်စောက်အချိန်ပြုံးနေတာတဘောပေါက်လားဒီကောင်တွေလို့ကျွန်တော်မအားဘူးဒီမေလို့ရဟိုကောင်းတက်ခိုင်းလဲဟိုဘာသာကြီးလည်းတက်ခိုင်းတယ်တော့ဒီမေလို့တွေဟုတ်ဘူးဒီကောင်မဘာသာအေးနိုင်တို့နေမောင်တို့ကမဘာသာအစ်စ်တွေဘာကြောင့်လဲမဘာသာတွေကောင်မတိရင်ဒီကောင်ဘာလဲတိလားကျွန်တော်ပြပြမယ်နော်ဟိုကောင်ကခရိယာမဘာသာနေမောင်ကသူကမတိရင်ဘာလဲတိလားသူကဗုဒ္ဓဘာသာရောဆောင်းငါတို့ဗုဒ္ဓဘာသာငါ50ဘာညာသူတို့ကလောက်တာဒီကောင်အမတွေကမနေ့တည်းကနေကောင်လိန်တာကျွန်တော်ကြောက်ပို့ခဲ့တယ်တော့ပေါ့လားဒီကောင်ဗုဒ္ဓဘာသာမဟုတ်ဘူးဒီကောင်ခရိယာဒီကောင်ဘယ်လိုလဲဆိုတော့သူရန်တိုက်ပြီးတယ်ဘာသာကြီးမိုင်းတိုက်နေတာ
ဒီကောင်တွေကဘာဘာတားတယ်ဒီကောင်တွေကလောက်ရက်တွေကဘာမှမကွာဘူးဝေတွေတူတို့ပါတော့ ਨੇ ရှင်းနိုင်တယ်ဘာလို့လဲဂျစ်တူဆိုလည်းမနေ့ကတည်းကမှချင်းနေ အခု လို့ ပါရှင်းရှင်းလေးကွာအခုကျွန်တော်တို့ ဘာသာရေးတိုက်ခိုင်းလို့နော် ကျွန်တော်တို့ဘာသာမတူပေမဲ့ရင်အားလုံးပေါင်းတင်လို့ရတယ်နောက်အများကြီးကျွန်တော်တို့ပေါင်းတင်လို့ရကြတယ်ဗျာဒီကောင်တွေနဲ့ဘာလို့ပေါင်းတင်လို့မရတာလဲဒီကောင်တွေရဲ့စိတ်ထဲမှာအငုံသိရှိတယ်ဒီကောင်တွေကဘာဘာတားဆိုတော့ jealous အငုံသိဟဲ့ငါ forward ကနေပြောနေတယ် 4C816 ကနေပြောတယ်ငါအိမ်ကြည့်မလားလိမ့်စာပြပေးမယ်ဟဲ့ဒီစားကြည့်တယ်ဆိုရင်အောင် forward ရဲ့မရှိထားကြည့်လိုက်ဒီကလုံးဝတက်လုံးလေးစားသွားမယ်ဟဲ့တော့ပေါ့လားဟိုလူကိုစိန်ခေါ်ဒီလူစိန်ခေါ်ထိုးပြီးစောပါတူကွာခြေထောက်စနေတဲ့ကောင်ကတော့စိန်ခေါ်ပြီးမထိုးရဘူးဝဲဖြတ်လိုက်တော့ပေါ့လားငါမချောင်းနဲ့ရအောင်အေးမင်းငါတို့စောပါတူမဟုတ်ဘူးတမလားအားမချောင်းနဲ့ငါတို့ကရန်ဖြစ်တင်လို့မဟုတ်ငါတို့ကမဖြစ်တင်အေးဒါပေမဲ့မင်းတို့စော်ကားတာတွေငါတို့ပြောချင်တဲ့ချက်ငါတို့မင်းတို့ကစော်ကားပြီးတော့မင်းတို့ကမင်းတို့ဝမခံဘူးမင်းတို့ကောင်းမှလာဘူးနော်အေးဒါပေမဲ့တခုရှိရအောင်မင်းကပြောပြမယ်ဒီလားနော်မင်းတို့ငါပြောပြမယ်ငါတို့အစ်စ်တန်ဘယ်လောက်ရှိလဲဆိုတာကိုဟာလားအေးနိုင်ဆိုရင်ကွာတော့ပေါ့လားမင်းသိအောင်ပြောပြမယ်မင်းအရင်လေးစားရပါတယ်ဆိုတော့ဟာလားတကယ်ငါတို့လည်းလေးစားရတယ်။ online ဘက်ကဖုန်းကြီးတွေရှိတယ်။မင်းနာမည်တော့မသိဘူး။မင်းကမေးတော့ဟာနာမည်တော့မေးတော့နာမည်တော့ဒီကောင်မသိဘူး။အဲ့ဒီတကယ် online မှာတကယ်အရေးပါတယ်တယောက်နော်။နိုင်ယူကြီးကိုတကယ်တောက်တိုင်ဒီကောင်အဲ့ဒါမသိဘူး။မင်းငါဖုန်းဆက်ပြီးစုံမခိုင်းမှာငါဘေးကနေငါဖုန်းနဲ့ခေါ်မယ်မင်းကို။အဲ့အောင်အေးနိုင်သလား။တို့တွေများသွားပြီဟိုကားလား။ဟုတ်လားကြီးဗျာကျွန်တော်တက်စင်းတယ်ဗျာ။နော်။ကျွန်တော်ပြောပြမယ်နော်ကျွန်တော် short ပေးလိုက်တယ်နော်။တော့ပါလားဒီကောင်တွေလှုပ်ရက်တွေကဒီကောင်တွေစော်ကားခဲ့တာပဲရှိတယ်ကျွန်တော်တို့တို့စော်ကားခဲ့တာမရှိဘူးဟုတ်ကျွန်တော်ပြောပြမယ်ကျွန်တော်ပြဿနာမဖြစ်ခင်အရင်တော့ကလည်းတို့ပဲကျွန်တော်တို့သွားပြီးတော့ဟောကောင်းမို့ညာကဥစားလည်းပြောပြပြီတော့ပါလားညာကမှပူရှမ်းပြောပြီးဒီတော့လောကဘယ်သူခေါ်ခဲ့လဲမမေးကြည့်မှဥစားတို့ရှိတယ်ကိုပြေးတို့ရှိတယ်မေးကြည့်ကျွန်တော်မိတ်ဆက်ပေးတဲ့အားလုံးဒါလူကြီးလူကောင်းပဲကောင်းမို့ကျွန်တော်မိတ်ဆက်ပေးခဲ့ပြီအဲ့ဒါကိုညာဥရှမ်းကျွန်တော်ဆဲတာမတွေ့ဘူးကိုပြည့်မြင်လာပါညီလေးဟုတ်လားဆရာကြီးကခင်ဗျားခေါ်ခဲ့လို့ကိုကြီးတွေတိုင်းမသက်တော့မင်္ဂလာပါဒီလေးတွေ့တာချာပြီကိုတို့ကကျတော့ဟုတ်ဘူးဒီတွေဒီလာတွေလာတွေ ကိုတို့က line မတက်တာလဲချာပြီ line နဲ့တိတ်မတုံးကျင်တော့တခါတလေကြာရင်ကွာတော့ပေါ့လားရှင်းပြနောက်ပြည့်ပြောတယ်ကွာပြောရင်နာမည်ပါတဲ့လူပါတယ်ကွာဒီကောင်တွေကအဲ့ဒါကိုသူတို့နာမည်ပေါငါတို့နာမည်တွေကိုအမေဖေတိုင်ပြီးဆဲတော့ရလားငါတို့မဆဲတော့ဘူးတခုမှမဆဲတော့ဘူးငါတို့ပြောရမှာလဲငါတို့ကဟုတ်ကိုပြည့်ညီကဘာလဲဆိုလို့ဒါတော်လိုင်းမှာဒီကောင်းလေးဒီတကယ်တော့ဟိုလူတခိုးဒီလူတခိုးဆိုပြီးတော့လိုက်ပြီးတော့စပြောလာတာနဲ့ပတ်သက်လာပြီးတော့မှပြဿနာပေါင်းတို့မှာတွေတက်လာခဲ့တယ်ကွာထောက်ဖို့လုပ်တဲ့သူတွေမှန်သမျှလည်းတခိုးငါတို့ကပဲလုပ်တာအမှန်ဆိုပြီးတော့သူတို့အမှန်ဆိုပြီးတော့သူပြောလာနော်ကြာပြီနော်ဟိုကမတိလို့ပဲသူတို့ကဘယ်မှာတကယ်ဝင်ဘာတွေလုပ်ခဲ့လို့လဲဟမ်ဘာတွေလုပ်ခဲ့လို့လဲဘယ်လောက်လုပ်လဲဆိုလဲနေမောင်နေလာပါနေဟောရာကိုရမညာနဲ့ကိုတင်ခါရတာဟောရာဘာမပြောဘူးတော့ဒါကြောက်လို့အားလုံးဒါရီပဲရီမှာတော့အဲ့ဒါရီလို့စင်အပြစ်စိတ်လားဒါလည်းပြောလာတာအပြစ်မစိတ်ဟုတ်လားအဲ့ဒါဒီလဲစေးကန်တီတော့ငါတောင်းမယူဘူးတော့မပြောတော့မပြောနဲ့တချို့ကရီလဲစေးတယ်သူကပြောဗျာတချို့ကလိုက်မရင်မင်းကလေးတွေပါစေးတယ်ကိုရမညာမှာမော်ရီတာရှိတယ်ဆရာကြီးကလာတက်ချင်နေတယ်သူပြောတယ်မတင်နဲ့ဒီလိုအောက်တန်းသားတွေကိုအချိန်မပေးနဲ့အချိန်မပေးနဲ့ရခွေးတို့မသိဘူးနော်ရခွေးတို့ငါတော့မသိဘူးတော့ရခွေးတို့မင်းငါတို့ပြမတွင်းဘူးရအောင်ရေးဒီကမတွင်းနဲ့ရအချိန်မှမင်းမလာနဲ့တို့ဟောအဲ့ဒါမင်းနေပါကွာကိုရမင်းစင်မင်းတီအောင်ခွေးတို့အေးညီလေးပြောပြီးတော့ညီလေးဆိုပြီးတော့အခုကြမှာပါလာမတက်လာနဲ့ဆိုတော့အဲ့ဒါမဟုတ်လေမဖြစ်သင့်တဲ့အရာเนาะအဲ့ဒါမဟုတ်ဒီကောင်ပါလို့ငါကြည့်တယ်ဒီကောင်ဆုံးမပြီးတော့ပေါ့လားဆုံးမတယ်မလိမ္မာဘူးမလိမ္မာရင်ဒီကောင်တရေမနဲ့မှာထားတယ်ဆုံးမတယ်မလိမ္မာအောက်ကနေလိမ္မာငါလိမ္မာပါတော့ရေးတင်ပြီဗျာငါကျွန်တော်လိမ္မာပါတော့မယ်တင်းတော့ကဲဟုတ်ရေးအောင်မရေးအောင်ကျွန်တော်လိမ္မာပါတော့မယ်ကျွန်တော်လူများအရိုက်မခံတော့ပါဘူးဆရာစကားနားထောင်မယ်မိကြီးလိုက်အောင်တစ်ချက်ရေးငါတင်ပြီရေးဒါကိုရောစကားကိုဆက်ကြတယ်โอเคဆက်မယ်ကိုရိုစကားရောမသိဘူးလေဘယ်ကနေဘလို့ဖြစ်လဲကိုလည်းမသိဘူးလေမို့အခုခါကြီးမင်းကပြောပြမယ်ကွာမင်းကပြောပြမယ်နော်စစ်စင်ကပြောပြမယ်ဟိုဖြူလိုက်မှာတော့ကွာအရင်တော့ကိစ္စပါပဲဖြူလိုက်မှာတော့ငါ့ကိုကွာဖြုတ်ချလိုက်တယ်ကွာအဲ့ဒါနင်းမောင်ငါတိတယ်ဒီကောင်ပဲလှုပ်တယ်ဆိုတော့အောက်မှာတူရှိတော့ပြီးတော့အမတူကတော့ရှင်ပြောပြီးတော့တူကဖွန်ကြောင်နေတာလေကွာဖြူကိုသဘောပေါက်လား
ဆိုတော့ဖြုတ်ချလိုက်တော့ငါတိတယ်ငါသူလှုပ်လိုက်ပြီဆိုတော့ဒါပေမဲ့ तू အောက်ကနေဒီဘာပြောလဲဆိုတော့ငါအောက်ရောက်တော့ငါမတင်မဲနဲ့ရှင်းရှင်းခွင့်မပေးမဲလူတွေအများကြီးရှိတဲ့စီမှာကွာလူရောက်50ကျောင်းတမင်ငါကွာဖျားပုံထောင်ပြီးဆဲတယ်ဒီဘောဒီကောင်ရှောက်ပြောတယ်ငါကအဲ့လိုလှုပ်တဲ့တမိုင်းကြောင်ကမှရှိခဲ့လားမင်းပြောရှိတယ်ဆိုရင်ဟုတ်လားဒါတွေကငါတို့ကတဟသာအမှန်ကန်ငါတို့ကတကယ်ဘာသာပေါင်းငါတို့လေးစားပြီးတော့ငါတို့ကလုံနေလက်ရှိလေဟုတ်လားငါတို့ဘယ်လိုက်မှာငါတို့နေနေတယ်ဟုတ်လားမဟုတ်တကယ်ခရိယန်ဘုံကြီးတွေဟုတ်လားဘုရားဘာသာဘုံကြီးတွေဟုတ်လားဟိုမွတ်စလင်ဘက်ကမှဆရာကိုစုံနေသူတို့လိုက်တယ်မှာငါတို့တွားပြီးတကယ်တဟသာတောက်ငါတို့ကကြိုက်လို့နှစ်တတ်တဲ့လူတွေဒါပေမဲ့ငါတို့မလုပ်တဲ့အရာတခုငါတို့ဆွဆွဲပြီးတော့ကွာသူကသူဖွန်ကြောင်ပြီးတဝင်တူတာသူ့လို့အဲ့တော့ငါတို့ကပြန်ပြောတာကိုငါတို့ကပြောခွင့်မရှိလားငါတို့နဲ့နာခဲ့တာလေငါတို့ဆွဆွဲခဲ့တာလေငါတို့စော်ကားခဲ့တာလေကွာဟုတ်လားဒါငါတို့ပြောတာကိုအဲ့ဒါငါတို့ကတော်လိုင်းရင်းနဲ့လည်းဘာမှမဆိုင်ဘူးတော်လိုင်းရင်းနဲ့လည်းဘာမှမဆိုင်ဘူးတော်လိုင်းရင်းကိုငါတို့စော်ကားတော့တော်လိုင်းရင်းကြောင်းလည်းမပါဘူးဒီကောင်ကငါအဲ့လိုလုပ်ခဲ့တယ်ကွာဒါငါနဲ့နာခဲ့တယ်ဟုတ်ပြီမင်းကပြောရမယ်ဒီဥပုပ်လောက်မတိုင်ရင်တော့ကွာသူတို့လိုက်ကိုလူတယောက်တက်ဆဲတယ်ကွာသလားမလားငါအတန်နဲ့တူတယ်ဆိုငါအိတ်နေပြီကွာမနေ့စောကြီးငါအလုပ်ဆင်ရတယ်နောက်တစ်ခုကဥပုပ်လောက်မှာငါလုံးဝလိုင်းမတော့ဘူးငါရဲ့ဥစ္စာကတမလားနားလည်းမထောင်ဘူးတုံးလည်းမတုံးဘူးအဲ့မတိုင်ရင်လေးတရက်မှဒီကောင်လေးတက်ပြီးငါလည်းဆဲတယ်အင်းနဲ့တက်ပြီးလည်းဆဲပြီးတော့နောက်တော့ငါမဟုတ်မှန်းလည်းဒီကောင်လေးတီးသွားတယ်ဒါပေမဲ့တီးသွားပေမဲ့လည်းဒီကောင်လေးဘက်ကတောင်းမှလားဆိုရင်လေတမလားအမှားလုပ်ပြီးတော့လေဒီကောင်လေးမတောင်းမှဘူးဒါပေမဲ့ငါမပြောတော့ဘူးနေပါစေငါမပတ်တက်ချင်ဘူးဆိုတဲ့ပုံစံမျိုးဟိုတရားစကားဆက်နေရင်နဲ့စကားဆက်ရင်လည်းငါပြောတယ်ပြောတော့အဲဘာကလေကွာဟိုတကယ်ပဲကိုရမညာမလုပ်ဘူးလားလုပ်လာပေါ့ငါမလုပ်ဘူးသူအထောက်ထားပေးနိုင်ငါတို့လောင်းမယ်ဒီစကားကငါတို့ရိုးရိုးရှင်းရှင်းလေးပြောနေတာသူတို့လည်းစိတ်ခေါ်နေတာမဟုတ်ဘူးဟုတ်လားမဟုတ်ဘူး9000နီးလောင်းမလားဒါကိုအချင်းချင်းပြောနေတဲ့စကားနော်ဒါသူတို့ဘာမှလောင်းစရာလိုတဲ့စကားမဟုတ်ဘူးသူတို့လည်းအဆဆွဲထုတ်ပြီးတော့ငါတို့ပြဿနာဖြစ်နေတာမဟုတ်ဘူးငါတို့ပြော9000မဟုတ်ဘူးငါပြောတယ်9000တီးလည်းလောင်းရဲတယ်ကိုမဟုတ်ထားတဲ့အရာတခုလေကွာငါဘက်ကငါကိုငါယုံကြည်မှုအရှင်းနဲ့ငါပြောတဲ့စကားအဲ့ဒါကိုဒီကောင်တွေကဟိုအသက်ရွယ်ကွာအခုနောက်မှဟိုကောင်မလေးထောင်းတာဖြူထောင်းတာကြီးနင်းမောင်အိုးရွယ်နေပြီဟုတ်လားအဲ့ဒါကြီးကွာငါတို့ရံဖြစ်ဖို့ငါတို့ဆက်တယ်ရှင်းရှင်းပြောရင်ဒီလူအသက်ကြီးနေဟိုရံဖြစ်ဖြစ်နေဒီကောင်អော်ရင်နဲ့ဒီကောင်ခိကွာရင်ခဏကိုလည်းငါတို့တတ်တယ်လို့ဖြစ်သွားမယ်ငါတို့အဲ့လိုလုံးမလုပ်ချင်ဟုတ်လားလူကသူ့ကိုလည်းသူတီးရမယ်နင်းမောင်သူဆဲနေဆိုရင်ငါတို့ဆဲလာဥစကားပြောတော့အများကြီးပြောတယ်အလုံးထောင်းနဲ့တောင်းတယ်ငါမဆဲဘူးတလုံးမှတို့အလုံးမှမဆဲတော့ဘူးဒါပေမဲ့ဒီလူတွေစော်ကားရတယ်ကွာငါခံရတယ်ငါနင်းလာတဲ့လူတွေရောက်ဒါပေမဲ့ဒီကောင်တွေကလူချင်းဝင်လာလဲဆိုရင်အော်ဟုတ်တာပဲငါတို့ကမှားခဲ့တယ်ငါတို့ကဘာမှမဆိုင်ဘူးဟုတ်လားဒီလောက်ကနှစ်ကြနေပြီဘယ်သူကဘာလဲဆိုတော့ဒီကောင်တွေသိရတော့မှာမှန်လားငါပြောတာဟောဒီကောင်တွေကရှောင်ပေးတယ်ဗလားဒီလောက်အထလဲဒီကောင်နားဟုတ်လားဟိုအမောပါကွာတူလိုက်မှရှိလို့ဟိုလူဆဲတယ်လူဆဲဆိုမင်းတို့လိုက်မှတချို့လာတဲ့ကောင်တွေငါတို့ဆဲမိန်းကလေးတွေဆဲမင်းတို့ဖြစ်မလားဒါမှဖြစ်ဘူးဒါကျင့်ဝတ်နဲ့မညီဘူးလူဆိုတာခင်မင်မှုရှိတယ်မင်းတို့နဲ့မပတ်သက်ခင်နဲ့ဒီမှာကွင်းတော့ငါတို့အားလုံးကဒီမှာမောင်နှမလို့ငါတို့နေခဲ့တယ်အမှန်ကမင်းတို့စဉ်းစားကြည့်ကိုပြေးဒီလူတွေမလာခင်တော့ငါတို့ဘယ်လိုနေခဲ့လဲဘယ်လိုနေခဲ့ကြလဲအားလုံးကတကယ်ညီကိုမောင်နှမလို့ပဲလူမျိုးရေးပါတယ်ဘာတစ်ခုမှဘာစောက်တာမဟုတ်ဘူးမျိုးလဲကျွန်တော်တို့ဒီဟိုတော့ဒီထောက်ဖို့သမားတွေကိုကျွန်တော်တို့ကတစ်ဖက်ဝန်ထမ်းတာလေအမှန်မှာစစ်ပေးဆောင်လို့ပါတော့ကျွန်တော်ထောက်ဖို့ဘယ်လိုပါလဲကျွန်တော်ပြောပြမယ်နော်ကျွန်တော်တို့တွေတွဲလက်ပြအောင်စစ်ပေးဆောင်ပြည်တန်းပြန်လုပ်ပြီးတော့ကျွန်တော်တို့အဲ့လိုမျိုးစစ်ပေးဆောင်ပြည်တန်းပြန်သွားရတယ်အဲ့လိုတွေကပါလဲတိလားစိတ်သက်မမှန်မဲ့ကျွန်တော်တို့ဘာနိုင်လဲတော်လန်ရေးပါဗျာကျွန်တော်တို့ဘာနိုင်လဲကျွန်တော်တို့စစ်ပေးဆောင်ငါတို့ကူညီမယ်တော့ပေါ့လားအော်ကိုပရိုက်တာစိတ်သက်ရှိတယ်ဆိုတော့ဒါပဲငါတို့ဘာအမားလုပ်လဲဘယ်သူ့ကိုငါတို့ကဒလန်လောက်ထားတော့မင်းတို့လုံနေတဲ့အလုပ်တွေကဒလန်တော့ဆိုးတယ်ဟုတ်တယ်တော်လန်ရဲ့လူတွေစိတ်သက်ပြတ်ပြောင်းအောင်မင်းတို့လုံနေတယ်မင်းတို့ပုံမင်းတို့စဉ်းစားကြည့်ဒါငါမင်းတို့ပြောပြရတာမင်းတို့အတိတ်တရားရှိတင်ပြီဟုတ်လားအေးဒါပေမဲ့မရှင်းတင်လားငါပြောပြတာရှင်းလေးမိုက်ကြီးမခွဲနဲ့မိုက်ကြီးမခွဲနဲ့ရအောင်တလားဒီကောင်တွေကဥပမာပြတာလက်လိုက်မှာပြတာလေငါတို့သွားတယ်ကွာလက်လိုက်ရှင်လည်းသူတို့ကအတင်ပေးတို့ဒီတဲ့ကားလည်းပြတာတယ်အောင်ဒီတဲ့ကားလည်းမင်းတို့ပြတာတယ်အောင်အိမ်လည်းပြတာတယ်မကြီးကိုရမရတော့ဟဲ့အောင်နေမင်းတိတော့လာမရှိပဲမလားနဲ့ခုနကကြော်မျိုးဆိုတဲ့ကိုမျိုးလို့ပေါ့ဝေးမှနေတဲ့ကောင်ရကတော့မင်းတီးအောင်ပြောပြတာရမင်းကပြောတာကြော်မျိုးမင်းဆောက်ကြော်မင်းကဘ누구နာမည်လဲသိလားအဲ့ဒါစောဘ누구နာမည်လေဟုတ်လားအာမချောင်းနဲ့ငါတို့ကစားမရှိဘူးငါတို့ကပြောပြီးပြီငါတို့မှတက်တီရအောင်အေးနဲ့မင်းတို့ကောင်တော့ငါအစိမ်မဲ့တူစားလိုက်မယ်ရှင်းလေးပြန်အောင်မစားဘူးဒါပေမဲ့မင်းလာပြီးငါတို့ကနင်းနာလို့ငါတို့ပြောနေမင်္ဂလာပါကိုတော့ကိုလီမင်္ဂလာပါကိုတော့ကိုလီဘယ်လိုဖြေရမလဲပြောကိုကြီး
ဟုတ်ဘူးငါကြီး USC မင်းကပြောပြမယ်ကွာအခုငါတို့ ဆိုပြောလိုက်စမ်းနာမည်ပဲပြော ဟုတ်ဘူးနင်းမောင်နဲ့အေးနိုင်ရကွာငါ့ကိုပလဲကြီးလာပြောကွာဒီကောင်ကငါ့ကိုစော်ကားလဲစော်ကားခဲ့တယ်ကွာငါနင်းနာတာကိုငါပြန်ပြောတာကိုပြောခွင့်မရှိဘူးလားဒီကောင်ကငါအဲ့ဒါကိုလာပြီးတော့တော်လိုင်းရင်းနဲ့လည်းပါအောင်အဲ့ဒါကိုတော်ကိုလီကျွန်တော်တို့အရင်ပုံစံမျိုးပြန်စားလိုက်ရမလားမေဂျာဒီကောင်တွေကို အေးငါကြီးဟုတ်တယ်ငါကြီးပြောတာမှန်တယ်အရင်ပုံစံတို့လည်းပြန်စားတော့မယ်မြင် အေးစစ်စစ်နေတာပဲနည်းနည်းတတိထားလို့ပြောပြန်အရင်အတိတ်ဟောင်းကိုမလန်နဲ့လို့ပြောလန်ရင် ဟုတ်ငါအရင်တော့မှဟောတာပြင်မယ်လို့ပြော အခုကငါမခံတော့ဘူးတဲ့လားအခုကငါမခံတော့ဘူးဒီငါပြောတာနော်ဒီနှစ်ကောင်ပဲနော်ဒီနှစ်ကောင်မငါပြောတယ်နော်ငါ့ဟိုစော်ကားခဲ့တယ်ဒီလားငါ့ကိုရမဇန်လာမတိုင်ခင်ငါလက်သက်ဆဲသွားတယ်နော်ပလိန်ကြီးဒီအေးနိုင်ကဒါပေမဲ့ငါဘာမှမပြောဘူး ငါတော့ငါကြီးရှိတယ်ပြောပြနေတာပဲသိဘူး နော်ပြောပြနေတာပဲဒါပေမဲ့ဒီကောင်လေးဟိုဟလာဒီမှာအခုကျွန်တော်ပြောပြနေတယ်လေငါအိမ်လိမ့်စာပါမင်းတို့ငါပြနေတယ်ကိုဟုတ်တယ်လားမင်းတို့ဘာလဲဘဲကောင်းလဲတစ်ချက်ပြောကြည့်ရင်ဟို4 way မှနေတော့မှမအေးလို့ကိုမေကိုလို့တကောင်ရှိတယ်တဲ့လားဟိုပုံထောင်ရဲစီဒီမဲ့မဖုန်းနံပါတ်ပါအားလုံးကယူထားပြီးငါမှသွားမယ်ညီဆိုဘုံကြောင်းသွားမယ်ဘုံကြောင်းသွားမယ်ဘုံကြောင်းသွားပြီးဒီနဲ့တွေ့ပြီးဒီနဲ့တွေ့ပြီးတော့အဲ့ဒီဖုန်းနံပါတ်ခေါ်ခိုင်းမယ် please ဒီလား ဘာမှငါဦးစင်းခေါ်ခိုင်းမယ်ဒီလားဦးစင်းနာမည်တော့မပြောတော့ဦးစင်းဆိုတို့တည်တယ်အဲ့ဒီဦးစင်းဟာအဲ့ဒီဦးစင်းနာမည်တော့မတည်ဘူးကွာတော်လိုင်းရေးလုပ်ပြီးတော့ကျန်းတော်လိုင်းရေးမှာအဲ့ဒီဦးစင်းနာမည်မတည်ဘူးဆိုတော့ကောင်တော်လိုင်းရေးတမမဟုတ်ဘူးအဲ့ဒီဦးစင်းနာမည်တော့မတည်ဘူးရဲစီညီကိုတို့ဖြိုးရပဲသူတွေငါကြီးဖြိုးရမှာတော့ငါကြီးဖြိုးရမယ်သူတွေပါပြောကြိုက်တဲ့ချိတ်ကိုကြီးခေါ်လိုက်ဟေးချစ်တာဖြိုးရတာတော့ကြာနေပြီโอเคအဲ့လိုဖြစ်ရပဲမင်းကိုကြီးဆိုပါလေမင်းကိုကြီးကြောင့်မသိပါနဲ့မင်းကိုကြီးကိုကြီးမပူနဲ့အဲ့ဒါကိုကျွန်တော်တို့လူတွေတုံးလေးအောင်လောက်စုလိုက်ရင်အားလေလဲဆိုတာကိုတို့တိတော်လိမ့်မယ်အဲ့မှာပဲလောကြားမှာစားမြတဲ့ကောင်တွေဆိုရင်တော့ USC လာလိမ့်မယ်နော်တတိထားနော်ပဲလောကြားမှာစားမြတဲ့ကောင်တွေဘယ်ကောင်ရှိလဲဆိုတော့အဲ့ဘက်ထဲမှာရှိတယ်နော်ကိုသိနော်ကိုသိနော်မမြဲပဲလောကြားမှာဘဲကောင်းလဲငါကိုလာဖျဲတာဘဲကောင်းလဲအေးမေလို့နေမောင်နဲ့အေးနိုင်နဲ့မေလို့ဂျစ်တူတဲ့ဂျစ်တူကဲဟုတ်ဘူးမမြဲကျွန်တော်ပြောပြမယ်အဲ့ဒီအောက်တန်းစားတဲ့နေရာသွားပြီးတော့စကနိုင်သွားလို့လားအချိန်မတော်ဘူးညီမတော့ဒီကောင်အောက်တန်းစားလားကျွန်တော်မလို့ဘူးမမြဲကျွန်တော်ပြောပြမယ်နော်မမြဲ main ကလေးတယောက်အနေနဲ့နေအောင်ကိုရမညာတော့ပြောမနေနဲ့မမြဲကသူ့ဘဲခဏနေလက်ခေါ်လိုက်မယ်ဟုတ်လားတို့သွားမလုံးနဲ့သူဘဲရနေပြီမမြဲကဘာဖြစ်တို့ခမရမနာလို့လားဒါကိုပြောဦးကမင်းဘာလို့ဆုံးဆင်းသွားတာလဲခမရမရှိဘူးကွာโอเคဘယ်ခဏတော့တဝန်ထိုးချင်းစားကွာโอเคဘယ်လိုကိစ္စတော့ဒုကိစ္စသွားလိုက်နော်ခဏလေးကျွန်တော်နဲ့ငယ်ပြီကျွန်တော်ပြောအပြစ်ပြောကျွန်တော်ပြောတဲ့စကားတဘာဝကြလားမကြောက်လားနားထောင်တဲ့လူတွေလည်းတဘာဝကြလားကျွန်တော်ကစော်ကားခံရတဲ့ကောင်လေးကွာအဲ့တော့ငါကစမြုပ်ပြန်ဝင်ရှိတယ်ပြန်ပြောဝင်ရှိတယ်ငါ့ကိုမင်းတို့တရားဝင်မတောင်းပန်တော့ဘူးမှန်လားအဲ့တရားဝင်တောင်းပန်တာလို့ရှိရင်တော့ဟုတ်လားငါကမပြောတော့ဒါပေမဲ့ငါပြောတာဖြစ်ချင်လို့ပြောတာတော့မဟုတ်ဘူးဒါပေမဲ့ခံစားချက်ဆိုတာရှိတယ်လူတယောက်မှာတော့ပေါ့လားပလဲကြီးလူတွေရှိမှအဆက်ခွဲခဲ့တာလေကွာဟုတ်လားဒါပေမဲ့နှိခံခွင့်လို့တယ်တချို့အရာတွေမှာစကားပုံလဲစကားလဲကျွန်တော်လက်ဝဲကင်လာတဲ့ကောင်နှိခံခွင့်လို့ပါတို့တော့လူညံဒါပေမဲ့ဒီကောင်နဲ့လူညံတယောက်အနေထားကိုတွေဆွဲသွားလို့မရတော့လက်ခံလို့မရအဲ့ဒီခါကျရင်ငါတို့လူညံမဟုတ်ဘူးဆိုတော့ငါတို့ပြအဲ့ကြောင့်ကျွန်တော်ပြောပြဘယ်မင်းတို့ဘယ်ကောင်လဲဇာရှိတယ်ကောင်မင်းတို့ဘယ်လိုမင်းတို့ကွာအမေရိကန်မှာရအောင်လွတ်လပ်စွာပြောခွင့်ရှိတယ်ဒါပေမဲ့လူများစော်ကားခွင့်မရှိဘူးတော့ပေါ့လားမင်းတို့နားလေရမယ်ကိုသူတို့ဘယ်လိုစော်ကားသွားလဲတကယ်ညီမမဟုတ်ဘူးကိုသားပဲနော်ပြောပြမယ်နော်ငါခုနလည်းထပ်ပြောပြမယ်ကျွန်တော်နောက်10ရောက်လမင်းလည်း10ကပြောပြမယ်နားတော့ကွာဘာလဲဆိုတော့ငါ့ကိုဖြူးလိုက်မှာကွာငါတို့ဆူရှာတို့ကိုအောင်တို့ဟုတ်လားငါတို့ကရှင်းပြောမှာကွာဆူရှာနဲ့ကိုအောင်ကွာဘောမဘက်ကအဲ့လိုဒီတော့ငါတို့ကဒီဘက်မှာကိုစော်နဲ့ငါနဲ့ဟုတ်လားစနစ်အကြောင်းပြောတယ်ကွာနင်းမောင်ကနေအောင်းကနေငါဖြုတ်ချလိုက်တယ်ဖြုတ်ချတာကရတယ်သူမှဟိုဘယ်လိုပြောမလဲဆိုတော့သူမဖရီတာရှိလို့သူဖြုတ်ချလိုက်တယ်ကွာဟုတ်လားဟိုဒါပေမဲ့ပြီးတော့ကွာသူအပေါ်တက်ပြီးတော့ဟဲ့အောင်မင်းကဖြုတ်ချတာကွာတဲ့မင်းအားတဲ့ဖျားပုံထောင်ပြီးဆိုတော့လူများတွေဟိုဘယ်လိုပြောမလဲဆိုတော့သဝေသဝါဖြစ်အောင်ကွာငါ့ကိုတမလားအမုန်းဖြစ်အောင်ဒီကောင်အဲ့လိုမျိုးလုပ်တယ်ဒါကလူကြီးဒီကောင်စံတဲ့အလုပ်လားအောက်တန်းကြတဲ့အလုပ်လားငါအဲ့ဒါကိုငါတို့ကပြန်ပြောတယ်အကယ်၍ငါတို့လုပ်ခဲ့ရတယ်ဆိုရင်အထောက်ထားပေးနိုင်တယ်ဆိုရင်ငါတို့ကအလောင်းစာတွေလုပ်လို့ရတယ်9000သူတို့လည်းလုပ်ခဲ့တယ်လीကွာ9000လေးအဲ့ဒါနဲ့ဟိုကမေးတယ်ကွာ9000မဟုတ်ဘူး9000လေးလည်းလုပ်လို့ရတယ်ဘာကြောက်လဲငါတို့ရဲ့ငါလိပ်ပြလုံနေ
ငါကိုကယုံကြည်ချက်ရှိတော့ငါပြောတယ်ဆိုအဲ့ဒါကို तू ကဘာနာစရာအကြောင်းရှိလဲနာရင်းချင်းတာကွာ तू စော်ကားခဲ့တဲ့ကောင်ငါပဲနားမှာလေကွာဟုတ်လား तू ငါမစော်ကားခဲ့ဘူး तू ငါမဆဲခဲ့ဘူးအဲ့ဒါမဲ့တခုတော့ပြောခဲ့တယ်ကွာဘာလဲပြောခဲ့လဲဆိုတော့ဟိုဒီကောင်ကစားပလင်းနေမောင်ယူနေတာဒါကအမှန်တရားငါမြင်တဲ့အမြင်ငါတို့ကချပြတယ်ဟောဒီကောင်စားပလင်းနေမောင်စာဟိုမင်းကဝတ္ထုတွေဖတ်ပြီးတော့စားပလင်းနေမောင်ယူအဲ့ဒီတော့ကလည်းကွာ तू ပုံကတမလားဟိုစားပလင်းနေမောင်ပုံနေတမလားဟိုစားပလင်းနေမောင်ဝတ္ထုကဟိုပုံတွေကို तू တင်ထားတယ်ဒါမဲ့အမှန်က तू တိုက်ရတာတွေလုံးဝမသိရမဟုတ်တမလားအာ ငါပြောပြရင်ကြားမှာထူးတယ်ကောင်မျိုး ပြောလေကိုရင်းနဲ့ပြောရလားမင်းတဲ့ပြီးလည်းပြောစကားကိုစကားနဲ့ပြောမဆဲဘဲနဲ့လည်းပြောငါတို့ဆဲအခုမင်းကကွာမင်းကတော့အထာထားလို့ကွာအထာထားတယ်ဆိုတော့ဟိုလိုထားတော့မဟုတ်အတက်ပေါ့ကွာအတက်တော့ကြောပေါ့ဟိုလူတော့ဆောက်ခွဲလောက်တာနဲ့ထိုးမယ်ဆိုတဲ့ပုံစံမျိုးပေါ့ကွာသိမလားဒါပေမဲ့အထာတော့ငါတို့ကနားလဲတယ်ငါတို့ကမမိုက်ရိုင်းကျင်တော့ဒီလားဟောဒါပေမဲ့မင်းတို့ကအတိုင်းသားလုံးပါမင်းတို့ကစကားလေးတော့ကွာမင်းတို့နဲ့မပိုင်မင်းတို့ကဟုတ်လားဟိုတော့ကလည်းဒီလိုမျိုးပဲငါတို့လှုပ်ပေးတဲ့အလုပ်တစ်ခုအကောင်လှုပ်ပေးတာလေကွာဟုတ်လားဟောဒီလူကချင်းမနိုင်မဟုတ်ဘူးဒါသူတို့နဲ့တွေးလိုက်တယ်ဒီကောင်လေးကိုလည်းနင့်နာနေမယ်ဒီကောင်လေးဆိုပြီးတော့ပြီးသွားပြီဒီပြဿနာကိုင်းငရှင်ဖြစ်တဲ့ချင်းမနိုင်လည်းကျန်တတ်တယ်အဲ့ဒီကောင်လေးလည်းကျန်တတ်တယ်အဲ့ဒါပေမဲ့တစ်ခုရှိတယ်ငါပြောပြတာဖြူဖြူကပြောလို့ချင်းနင့်မောင်ကြီးလောက်တယ်ပြောတယ်ဟိုကိုင်းငရှင်မင်းကလေးကနင့်မောင်ကြီးလောက်တယ်ပြောတော့ငါကပြောတယ်ကွာအကယ်၍ဆိုတဲ့စကားခံခဲ့တယ်အနင့်မောင်အောက်တန်းသားလို့ကမပြောဘူးဒီချိန်ကအကယ်၍သူလောက်ခဲ့အာမင်းစပတ်ပါအဲ့လိုဆဲတယ်ကွာသူကဟောဒါမဲ့ညားလာပြီသလားပြောပြတာဒါပေမဲ့ ဒါကိုရမယ်တခြားလမ်းကြောင်းတစ်ခုသက်သွားမယ် ကဲတာလေးများဟာ အဲ့တော့ USC သေးတာမဟုတ်ဘူးဟိုမမြင်ကျွန်တော်ဒီကောင်တွေကဟိုတမလားငါဦးကျွန်တော်ပြောတဲ့အချိန်မှာတော်လိုင်းရေးအကြောင်းလည်းမပါသလိုဘာမှမသူတို့လည်းတော်လိုင်းအကြောင်းပါတော့ဒါပုံကိုကြီးကြော်ကားတော့ကျွန်တော်နစ်နာတဲ့အကြောင်းပြောတာမင်းတို့ကတကယ်တော်လိုင်းရေးလုပ်တယ်ဆိုရင်မင်းတို့အမှန်တရားတကယ်တရားမျှတမှုလိုချင်တယ်ဆိုရင်လူတယောက်လည်းတရားမျှတမှုပေးရတယ်ဒီနေ့တက်တော့လောကမှာကျွန်တော်တို့စော်ကားခဲ့တာကျွန်တော်တို့စော်ကားခဲ့တဲ့ main ကလေးတော့ကျွန်တော်မလုပ်ခဲ့ဘူးဟုတ်လားဘာမှမဆိုင်ဘောမားတွေနဲ့ ဟုတ် အဲ့ဒီဘောမားလိုက်မှာမထွေတာရတာဒါဘောမားကိုကြောင်းနေတာဖြူဆိုတာဒီကောင်ဘောမားအခုလည်းဘောမားပဲဟိုကလာပြီးညော်မယ်ဆိုရင်အရင်သေးလားသူကိုယ်တိုင်ကလည်းဘောမားမပါတာနေမောင်ကဘာတော်လိုင်းမလုံးနေတဲ့လူပြောင်းမဟုတ်ဘူးသူကိုယ်တိုင်ကအဲ့ဒီဘောမားကိုကြောင်းနေတာကိုကြီးလို့ခေါ်တယ်သူကိုကြီးခေါ်ဟန်းတယ်မပါလို့ခေါ်လို့ကတော့ပေါ့ အေးလို့ဆောက်ရှင်းမရှိတယ် ဘူမတီကိုမတီနဲ့ဒီတရားကပြောပြလို့ဒါရှင်းပြပေးတယ်ကျွန်တော်တော့မမိုက်ရအောင်ရှင်းပြပေးတယ်မတိတဲ့လူချင်းမကြည့်ကျွန်တော်အပြင်ကနေတုံးနေတာ အဲ့သူတို့ပစားရဟာလိုက်နီရဲသွေးမထွက် ဟမ် သူတို့ပစားဟာလိုက်နီရဲသွေးမထွက် အေး ဒါနင်းဘေးလို့ခေါ်တယ် USC ညင်အညီဆုံးမပဲသူတယောက်ရှိတယ်ညင် USC အဲ့တော့မဆုံးမရမယ်ကျန်တဲ့လူဆုံးမရောလာတော့ဟိုမဆုံးမမယ်အဲ့ကောင်လေးထဲမှာတယောက်ရှိတယ်ဟုတ်လား USC ကြီးကြားလိုက်ညင်အဲ့တယောက်ငါညီမင်းနည်းနည်းဆုံးမလိုက်တယ်ငါညီဆုံးမဒီကောင်ကကြိုက်တာဒါပေမဲ့ဒီကောင်မလာသေးဘူးဒီကောင်တယောက်ထဲဘာဖြစ်တာလဲမသိဘူးကွာဒီကောင်တယောက်ထဲမှာအဲ့ဒီအဖွဲ့ထဲမှာဝယ်လဲမှုတစ်ခုမှာဒီအဖွဲ့ထဲမှာဒီကောင်ရောက်ပြီးတော့ဒီကောင်ဘောပန်း40တွေလက်လိုက်ပြောပြီးတော့ဒီမီလိုအေးနိုင်ပြောတဲ့စကားဒီကိုမီကိုလိုဂျစ်တူပြောတဲ့စကားအတူတဲ့ဂျစ်တူစကားကိုနားထောင်နေတဲ့ကောင်တယောက်ရှိတယ်ဟလာအဲ့နာမည်တော့မပြောဘူးကွာ ပုံစံမျိုးလက်ရှင်းမင်းတို့ကလက်ရှင်းရမှာလေကွာမင်းတို့လက်တောင်းမှန်ရမှာလေငါတို့ဟုတ်လားမင်းတို့ကလက်ရှင်းတို့ဟိုမင်းတို့ငါတို့ခေါ်ထားတယ်မန်ရှင်းခေါ်ထားတယ်ရှယ်ထားတယ်ဟုတ်လားမင်းတို့လက်တောင်းမှန်မင်းတို့စော်ကားရတာ ဟိုဒီကောင်လေးလာရှင်းရမှာအခုဒီလိုက်မှာဒီကောင်လာရှင်းရဲတယ်တတိရှိတယ်ဆိုရင်လာရှင်းတတိရှိတယ်ဆိုရင်လာရှင်းဟဲ့ဒီတူအေးနိုင်မရှင်းမင်းငါဆောက်ကြွေးနေပစားရမယ်ငါလုံးမသာမရှင်းဒီဒုက္ခရောက်တော့ငါပေးခဲ့တဲ့ပတ်စံတွေမဘယ်လိုလုပ်မှာလဲဒီတူအေးနိုင်အဲ့ဒါကိုမရှင်း တခုပြောပြမယ် ဦးရှမ်းတမိုင်းဦးရှမ်းတော်လိုင်းတမိုင်းလောက်တော့မလာဘူးနေမောင်တို့တော်လိုင်းတမိုင်းဆိုတာတော့ပေါ့လားအဲ့ဒါလောက်ပဲရှင်းပြမယ်အဲ့ဒါလည်းကြည့် ဟိုUSC မင်းပြောရမှာနော်ပဲလော်ကြောက်စာမညက်စီနဲ့အဲ့တကောင်မင်းနဲ့ဆုံးမမင်း
တော့ပဲတော့ဂျာမှာစားညက်မယ် UFC ဟိုစားကော်ဖီတောင်းတာ ကြားလာအခုပြောတော့ကြားလိုက်ညီနေအေးပဲတော့ဂျာစားညက်တဲ့ကောင်တယောက်ကနေရှင်းထုတ်လိုက်အဲ့ကောင် တော်လန်ရေးကွာအခုကျွန်တော်ပြောပြမယ်ကွာတကယ်တော်လန်ရေးဥစားလှုပ်ချင်တယ်ဆိုရင်တချို့မားတယ်ညီကိုတွေအားလုံးอ่ะကွာအခုပြောပြမယ်အခုဒီတော်လန်ရေးတမကားတို့ဘာလို့ညာတော့သူတို့တောက်ထောက်ပြဝေးမှာသူတို့လက်ခံတဲ့လူတွေပဲကျွန်တော်တို့ကိုယ်တိုင်လည်းအများကြီးထောက်ပြခဲ့တယ်တချို့နေရာမှာသူတို့ဘာမှမပြောဘူးဆွေးနွေးလို့ရနေတဲ့လူတွေပဲဟုတ်လားမဟုတ်ဘူးကိုချင်းချင်းဟိုကွာဟာလာဟိုတခိုးကြဘိုးနဲ့ဘောမတွေပြောတယ်လေ လက်တိုင်းနေတာအေးအဲ့ဒါဟုတ်တယ် ပြောအောင်လိုက်လုံးနေတာလားမင်းတို့ကဘာလဲမဟုတ်လားပြောပြတာငါတို့ဒီကိုရီအတွက်ကွာတော်လိုင်းမတိုးတက်ချင်နေပါဘူးနောက်နေအောင်မလုပ်ဘူးဟုတ်လားနောက်နေအောင်မလုပ်ဘူး ဟုတ်တယ်ကိုယ်ကတော့မှန်တယ်စကား သူတော်လိုင်းတမကပဲလို့သူကတွဲတော့လည်းမရဘာပဲလို့ကွာတပိုင်းတနိုင်ဟုတ်လားစစ်ဘေးချောင်းတွေကူညီတယ်တွဲတော့လည်းမရတော့ဟုတ်လားအခုတော်လိုင်းတမကလောက်တယ်ဆိုတာတို့တော်လိုင်းတဲ့အခုကလူတွေကကွာဒီ2000ဟိုစားဖြစ်ပြီးတဲ့နောက်ပိုင်းမှာတော့နည်းနည်းလူတွေအားရင်ကြလာတော့လူတွေကိုမြင့်တင်ရမယ်တော်လိုင်းနဲ့မင်းတို့ကကားမောင်းပြီးတော့စောက်ဘာတွေပြောအိမ်ရောက်ဂီတာတီးမယ်ဘာအဲ့ဒါတော်လိုင်းရေးလားဟမ်အချိန်ဖြုံးနေတာကိုငါတို့ကတိတယ်အဲ့ဒါကိုတချို့ကောင်တွေကလည်းအာချောင်းပြီးတော့တလုံးလားကားမောင်းပြီးတော့အာနေတယ်တလုံးလားတကယ်အဲ့ကောင်လူအဲ့ကောင်ချိုလက်ကျဲချိုလိုက်ပေါပန်း40ပြောတယ်ပေါပန်းသားဟိုဘယ်လိုပြောပေါလို့ပေးသားကောင်လေမိမဆုံးမဖမ်းမဆုံးမမဟုတ်ဒါဟိုမွေးကြိုက်တယ်ပဲမင်းပြန်ကွာငါလုံးမသာမင်းရင်ပြန်ဟဲ့မင်းရင်ပြန်ဟုတ်ဒီကောင်တွေကဘာလဲတိလားဘယ်လိုပြောမလဲဆိုတော့အခုမမြေတို့ဆိုရင်အားလိုက်ပြီးတော့ဖောင်းထူးမမြေတို့တဲ့ပိုဆိုးအောင်ဆဲတဲ့ကောင်တွေကွာသူတို့ထဲကအလူဟုတ်လားခုနကျွန်တော်ပြောပြမယ်အဲ့လိုစော်ကားတာနော်ကျွန်တော်တို့ဘယ်အောင်ထောင်ဆဲဖို့မပြောနဲ့ကျွန်တော်တို့ဗဇက်လေးနဲ့တော့ကျွန်တော်တို့ပြောတဲ့ကောင်မဟုတ်ဟုတ်လားတန်စင်သားကြီးတင်သားကြီးဘုမတင်ပေးမယ်လားဟိုကတင်ပေးမယ်တင်လာပြောဒီပါပဲမပြောအေးငါတို့မှာတိုင်းတစ်ပါးမှာကြုံခံစရာမလိုတော့ဘူးကထောက်ပါကြည့်ရတော့မသိလားဟုတ်လားအေးလို့ပြောမိုက်ပဲလောပြောဆက်ပြောအေးတိုင်းတစ်ပါးမှာနေတဲ့ညီကိုကြီးညီမပြေကိုပြန်လို့ရရနော်အေးဘယ်လိုပေးထောက်ပါနေလောဟောကျွန်တော်တို့အစိုးရပေးတာဗောဘယ်လိုပြီးမှာတော့ဦးလောဆယ်မင်းမေဖေအဆင်ပြေသွားပြီလားအဲ့လောက်တော့မင်းမေဖေအဆင်ပြေပြီလားထောက်ပံ့ကြီးတွေနဲ့မင်းမေဖေအဆင်ပြေသွားလားမဟုတ်လေပြေတာလို့ကိုအဖေနဲ့အမေကိုအဆင်ပြေဖို့စကားကိုထည့်မပြောနေအောင်လေကွာအေးလောပြောဆက်မြန်မာပြည်သားအကုန်လုံးအတွက်အဆင်ပြေအောင်လုပ်နေတယ်ကွာအမဟုတ်လောဆယ်မင်းအမေနဲ့အဖေအရင်အဆင်ပြေပြီလားမြန်မာပြည်ကိုအကြောင်းမပြောနဲ့တိုင်းပြည်လုံးအကြောင်းမပြောနဲ့မင်းအဖေနဲ့မေအဆင်ပြေပြီလားမင်းနေတာဟိုအရင်ဖြေလေကွာအေးလိုးလေးကမင်းပေါပန်း40လာပြောနေတဲ့ကိုမေကိုလိုးอ่ะမင်းမေကိုဟဲ့မင်း online လိုးနေတာအဲ့ဒါအဆင်ပြေတယ်လို့မင်းကထင်နေဟလားမင်းလိုးငါလုံးမကိုမေကိုလိုးမင်းပေါပန်း40လာပြောဖို့ဒီလိုက်ကမင်းပေါပန်း40ပြောတဲ့ live မဟုတ်ကိုမေကိုလိုးရဲ့မင်းမေဖေဟဲ့စစ်တပ်ကတော့လိုးနေတာအဲ့ဒါမင်းပတ်သက်ပေးပြီးတော့လိုးနေတာအဲ့ဒါမင်းအဆင်ပြေတယ်လို့မင်းထင်နေဟလားငါလိုးမကိုမေကိုလိုးလေနင်းမောင်ယူကျွန်တော်ဥစော်လိုက်မှာတစ်ခေါက်တော်တော်ဆုံးမလိုက်တယ်ကိုပြေးလို့လည်းရှိတယ်အဲ့တော့ဘာလုပ်လဲဆိုတော့ကိုစော်သိတယ်မလားဒီကောင်ကကွာခွေးမွေးတဲ့စောက်ချင်းရှိတယ်လောပေါ့လားသူကလို့ပေါ်ပြီးတော့ကိုစော်ကသူတင်မောရာဘူးတူတာပဲပြောနေဆိုနေတယ်ဒီကောင်တက်ပြီးတော့ကွာကိုရင်းနဲ့ချန်တဲ့ဟိုစားဖြစ်တာတော့အားလေကိုစော်အားတဲ့တမလားပရိဒတ်မွတ်စလင်ပေါ့ဒီကောင်တွေကသူတို့ဟိုလူတယောက်ခိုင်းလို့ရမယ်ဆိုရင်ဘလောက်ဆဲဆိုရိုင်းစမ်းအောက်တန်းကြနေဆိုဂရိတ်ဒတ်မွတ်စလင်လောက်ပေးလိုက်တယ်ငါတို့လို့ကွာတကယ်တမလားအမှန်ကန်တာအမှန်ဥစားဖြစ်ရင်တော့ဒီကောင်တွေကဟိုဒီကောင်တွေကဟိုစားလောက်တယ်ဒီဟာလောက်တယ်ဒီကောင်တကယ်မဘာတာနော်အေးနိုင်ရဒီလားဒီကောင်စကားတွေအေးနိုင်ဒီကောင်အစွန်းရောက်ဒီကောင်အစွန်းရောက်ဒီကောင်ကိုဆုံးမခံရမယ်တကယ်ဒီဓမ္မဘက်ကနေဖုန်းကြီးတွေပဲကိုနဲ့ဒီကောင်ဆုံးမခံရမယ်ဒီကောင်တော်လန်ရေးလို့ပြောမယ်ဒီကောင်စကားတွေအားလုံးငါတို့အထောက်ထားယူထားတယ်ဒီကောင်မဘာတာစကားတွေပြောရတာတော့ပေါ့လားအေးနိုင်မဘာတာဒီကောင်အောက်တန်းသားစကားတွေပြောတာ
လူဆိုတာက မင်းတင်ထက်တင်ပြီမယ် ကြီးဖြစ်တာနဲ့ကိုလူဆိုတာက ထက်တင်ပြီလားမင်း ဥကဖြစ်မှာ ဆက်ပြောမင်းပါပြောမှာဆက်ပြောငါတို့ကဆက်ပြောလို့မင်းစကလုံးတွေမှာမားလို့ရှိရင်ငါတို့ ကိုတို့ဦးတို့ဘာဆိုးရောက်တဲ့စကားတွေမပြောကြပါဘူး အေးဟုတ်ပြီအဆုံးမရဘူးโอเคမင်းအဆုံးဘာပြောမှာမပြောမင်းရင်ပြောခုနအားလုံးပါဖြစ်တယ်ပြောနားထောင်အောင်နားထောင်ပြီးမင်းကိုပြန်ပြီးတော့ငါတို့ပြောပေးမယ်โอเคငါတို့ကရင်ကျေးတယ်အပြောဘာဖြစ်လဲအစိုးရဘာဖြစ်လဲအမကြီးပေးနေပြီဟလား ဟုတ်တယ် ဟိုတော့ ကြားစုရဲ့စီမီအဲ့တော့ဆိုထားလိုက် ခဏအဲ့တော့ခဏပြီးရင်ကျွန်တော်လုပ်မယ်โอเคအဲ့တော့မင်းအမေကိုရဲ့မင်းရဲ့မိသားစုကိုစစ်တပ်ကတက်လို့ပြီးတော့ပတ်သက်ပေးတာကိုအဲ့တော့မင်းကထောက်ပံ့ခြင်းပေးတယ်လို့ထင်တာလားအဲ့တော့ထောက်ပံ့ခြင်းလားအဲ့လားရအဲ့ဒါထောက်ပံ့ခြင်းလားကိုမေကိုလိုတွေပါဘူးဒီပါမင်းလိုလိုက်မင်းလိုလိုက်ဖင်လိုလိုက်ရင်နှိလိုက်မင်းတို့ငါတို့လုံးမှာကိုမေကိုလိုလေးသိလားပေါပန်း40ပြောဒါပေါပန်း40ပြောတဲ့ line မဟုတ်ဘူးငါတို့ပြောဆက်ပြောကိုရမယ်ခဏတင်လားကျွန်တော်ဟောလေ ကို ဥခေါ် တို့ လာ ဒီမှာရှင်းရမယ်နော်ဒီမှာမိုး အေးဟိုဘာဖြစ်လဲ တော်မြတ်တာအနေ thank you မြတ် โอเค လုံးဝမေးလုံးဆက်ပြောအောက်သုံးကြတဲ့အောက်တန်းစားတွေငါလုံးဝအောက်တန်းစားတွေမင်းဆက်တက်ချင်လားတက်ချင်လားမင်းတက်ချင်လား လေဘာလုံးမလဲအာ ဘိုးတက်ချင်မတင်ဘူးကျွန်တော်မတင်ဘူးကျွန်တော်မတင်တော့ဘူးသူ့မေးတာတက်ချင်လားလို့ မလုံးနဲ့တော့ကလေးတွေမောင်းလေတော့ဖား ဟုတ်ပြီဆက်ပြောကိုရရဆက်ပြော ကိုတော့ကလေးပြောမှဆိုရင်ကိုအလောက်လောက်တဲ့အချိန်မှာရန်သူကိုနေအောင်ပဲတော့ရန်အောင်မသွားဘူးဒါတော့ဒါအချံပြည့်တာညဒီမှာတွေ့တဲ့အခါကျရင်ရန်ပြီးတော့ထိလို့ချိန်ကိုတီကိုရန်သူများလာမယ် မှန်တဲ့စကားပေါ့တော့မဟုတ်ဘူးကျွန်တော်ပြောချင်တာအခုဒီနင်းမောင်တို့ဖြစ်နေတယ်အဲ့ဒါတွေပေါ့လူတိုင်းလိုက်ဆဲလူတိုင်းကိုတော့မလားဟိုလူအခုသူတို့ကွာဘယ်သူတွေတက်ဆဲလို့ဆဲမှမသိဘူးကွာအဲကျွန်တော်ဆဲပါတယ်ဆိုပြီးကျွန်တော်လာပြီးတော့ကျွန်တော်ကအဲ့ဒီချိန်ကွာအလုပ်ပိတ်လို့ဒီချိန်ကျွန်တော်တုံးတာအလုပ်မပိတ်ဘူးဆိုကျွန်တော်ဒီချိန်မတုံးတော့တောင်းတင်းအောင်တော့မလားကျွန်တော်အိပ်ပြီဒါပေမဲ့ဒီကောင်ကိုတက်ဆဲသွားတာနဲ့ဒီကောင်လာပြီးတော့တလားကျွန်တော်ဟာဒါပေမဲ့ကျွန်တော်ကလည်းစိတ်ဆုံးဖြတ်တာတော့ငါမဆဲတော့ဘူးကွာလို့ဥပုပ်လာတော့မှဆိုတော့ဒါကိုဒီကောင်နဲ့အမှန်တရားလည်းသိသွားတယ်ကျွန်တော်မဟုတ်မှလည်းဒီကောင်နဲ့သိသွားပြီဒါပေမဲ့အဲ့လိုသိသွားပြီလူတယောက်စော်ကားတဲ့ဆိုရင်သူကပြန်တောင်းမှဒါကကျင့်ဝတ်ပြောပြတာအေးကွာမားသွားတယ်ကျွန်တော်မားသွားတယ်ဒါမှမဟုတ်အခုမှအဲ့လိုလက်တောင်းမှရမှာနော်ဒီကောင်လည်းဘယ်လောက်လူပွားသွားလဲခွေးပွားသွားတာကွာဒါပေမဲ့ဒါကိုတီးခန့်လိုက်တယ်ဆိုတော့ဒီကောင်တွေကဒီကောင်ဆောက်ချင်လို့ဒီကောင်တွေကထင်တယ်တော့ပေါ့လားဇာကတော့မမင်းနဲ့နော်မင်းတို့လူပဲဖြစ်ဘယ်ကောင်ပဲဖြစ်ငါ 4way မှနေတယ်ငါမင်းအိမ်မှာပြတာပြီဟုတ်လားဖုန်းလည်းထိုးလို့ရတယ်ဖုန်းနံပါတ်လည်းမင်းမှရှိတယ်ရောင်းရင်းနဲ့နောက်တစ်ခုကမင်းတီးအောင်ပြမယ်မင်းလို့ background ချက်တယ်ပြောပြတာ background ချက်ကြောင်း မဟုတ်ကျွန်တော်ဒါကိုပြောပြတာဒါပေမဲ့အမေရိကန်မှာ law is law who are you တော့ပေါ့လားနော်နားလည်းပြောပြတာနော်မင်းဘာလို့လဲမပြောနဲ့ဥပဒေကဥပဒေပဲရှင်းလေးအားလုံးမှာဆဲမယ်စိုးမယ်မင်းတို့လူတွေကိုဟုတ်လားစိတ်ဒုက္ခလူတွေကအားလုံးကွာပျော်ရွှင်နေတဲ့လူတွေဆိုတာမရှိပါဘူးလက်ရှိမှာဟုတ်လားဟိုနိုင်ငံခြားလောကမှာကွာအဖမ်းဆီးတွေကြောင့်တမျိုးဟုတ်လားပြီးသွားရင်ပြည်တွင်းမှာမိသားစုတွေကြံခဲ့တယ်အစင်မပြေတာကတမျိုးဟုတ်လားဒီလူတွေမင်းတို့ကလိုက်ပြီးတော့ဟုတ်လားမင်းတို့ကအေးဆေးဟုတ်လားဟိုအေးအားထိုင်မင်းတို့ကဆွဲဖို့ရှိတယ်မင်းတို့ဒါတွေကိုချင်းမစားလူများတွေရခံစားချက်နဲ့ပြောနေရင်လည်းမင်းတို့ကလိုက်တိုက်ခိုက်ဟမ်ဟိုလူတခိုးဒီလူတခိုးမင်းတို့ကဘာလဲမင်းတို့ကဘယ်နေရာမှာသွားပြီးတော့ဘာဘောင်းဝင်တန်းဝင်ရှိလို့လဲမင်းတို့လိုက်မှာလူ3ယောက်ပဲရှိတယ်ဘယ်လိုမှမရှိဘူးတော့ရပါလား ဟုတ်တာအဲ့လေဘာဘယ်လိုမှမရှိဘူးတိုင်အောင်ကျွန်တော်ပြောချင်တာ ကြည့်မလို့ရှိနော် ဒီကောင်ကခွေးမွေးတယ်ကျွန်တော်ကြုံပြီးဟိုတုန်းကကျွန်တော်အဲ့လိုခါကျရင်ကျွန်တော်ပါလေသိလားကျွန်တော်သိတယ်သူကဘာလို့လဲသူခွေးခေါ်လိုက်တယ်သူဖြစ်ရတော့မှသူကောင်ကျွတ်တယ်နင်းမအောင်ကိုလေးသူကဘာလို့လဲဆိုတော့ကူခေါ်လိုက်ရင်လာဟောင်းအဲ့ဒီလိုလူတန်းနေတယ်ကျွန်တော်ဘယ်တော့မှရအောင်ပြောမင်းဆဲလို့ဟောင်းလို့မကတိလိုက်မင်းအချိန်ကြာမင်းဘယ်ကညောင်းပြီးနေမင်းငါတို့တန်းကြီးဖို့လည်းမရှိဘူးအေးဒါပေမဲ့တခုရှိတယ်တကယ်ဇာရှိတယ်ဆိုရင်ဥပမာဟ
ဗမာနေလေမလေးရှားမှာနေတယ်ငါဒီမှာနေတယ်ကွာလာမင်းသူတို့အဲ့လိုလာခဲ့အဲ့ဒီခါကျရင်ရာမညာဘာအစွမ်းသားရှိလဲမင်းတို့တီးရမှာဟုတ်လားအဲ့ခုငါပြောတာရှင်းလေးငါဖော့ဝေးမှာနေတယ်ငါအခုမင်းကိုပြောပြရတယ်ဗမာတွေးချင်လဲဟောနဝရမတွေးချင်လားအမေအိမ်မှာဗမာတွေးချင်လဲဒါမှမဟုတ်ငါအိမ်ရှိမလားဒါငါအိမ်ရှိလာရင်တော့မင်းတက်လုံးကအလေးပြုမှာတက်လုံးလေးပြုမယ်ကွာတော့ပေါ့လားအာမချောင်းနဲ့ငါလည်းအမချောင်းချင်းလေးကုန်းနဲ့ဘာလို့မလဲမင်းကတော့ဟုတ်တာပေါ့ကားလက်ကန်ကြီးဟိုလူဆဲလိုက်မင်းအတန်းချင်းရှာတာအဲ့လိုလက်ဆဲမှမင်းကအပြင်းပြေးမယ်မင်းအိမ်ကိုင်းပြေးမယ်မင်းလုံနေတဲ့အလုပ်တွေငါတို့ကနားလဲတယ်ဟိုအဝါရာကြီးနင်းမောင်ကြီးကိုတကောင်ထားလာမယ်ဟိုပေါက်ကြရတွေပြောမယ်ဟုတ်လားကိုရွယ်နဲ့ကွာဒီတနာရာကအကြောင်းပြောမယ်ရွယ်မဟုတ်ဘူးမင်းမနေ့ဖြင့်တေးမလားကြည့်ခုနကပြူထောင်လိုက်တဲ့ပုံကြည့်ဟမ်အသက်ရွယ်အားဖြင့်စဉ်းစားတော့မင်းကတခါလည်းမတိဂေါ်လီလောက်ချင်တာဒီကောင်ကဂေါ်လီယူနေတာဒါဟိုလူငယ်ယူနေတာမဟုတ်တော့ဘူးအဲ့ဒါကျွန်တော်အသက်18နှစ်ကပြောတဲ့စကားတွေကိုအသက်85နှစ်ကအရွယ်ပြောနေကြည့်မကောင်းဘူးလေစောက်ပေါ်ကြီးပေါ့မဟုတ်လားအမှန်ကစကွန်နဲ့ပြောဘာဖြစ်လဲစကွန်နှစ်ကပြောခဲ့တဲ့စကား19နှစ်တာတော့ကျွန်တော်ရဲရန်ကပြောတယ်ကွာစိုးမိုက်ပြောခဲ့တဲ့စကားသူအသက်85နှစ်ကျော်မှဒီစကားတွေပြောနေတယ်ဒီစကားလာပြောတာအပေါက်ကျင်းတွေအပေါက်ကျယ်တွေလောက်ထဲအောင်ဂျင်ဂလီနဲ့ကစားခဲ့တာဂျင်ဂလီနဲ့စစ်တိုက်တန်ကစားတာတော့ပေါ့လားအာမချောင်းနဲ့ဒီလိုတွေတော့ရတာမကောင်းဟိုမတိရမောင်တွေကွာစောက်တော်သားတွေဖိနေအောက်တော်သားတွေအမှန်ကန်ထင်တယ်တော့ပေါ့လားအာနေမောင်ရဘူးဘာမှမဟုတ်စောက်ပေါ်တော့ပေါ့လားစောက်ပေါ်ဒီကောင်မပါတာဒါပေမဲ့ဒီကောင်ကရန်တိုက်တယ်ဒီကောင်ကရှင်းရှင်းလေးဒီကောင်ဗုဒ္ဓဘာသာဟန်ဆောင်တယ်ဒီကောင်ခရီးယန်ဒါရှင်းရှင်းလေးကျွန်တော်ပြောတာဒါဘယ်သူမှစော်ကားတာမဟုတ်ဘူးဒီကောင်ကအဲ့လိုဟန်ဆောင်ပြီးတော့ကျွန်တော်တို့ဒီကောင်အားသမလားဘာသာကြီးမှန်တိုက်ဒီကောင်မပါတာအေးနိုင်ရလည်းအနီမပါတာတော့ပေါ့လားအေးနိုင်ရတော့ပြီးတော့ O A N U သူသုံးလုံးပဲတည်တယ်အေးနိုင်ရ O A N U အဲ့ဒီသုံးလုံးပဲတည်ဟုတ်တာဗောဘာမှမပြောနဲ့ဘာပဲဘောလာသူဘာမှမတည်ဘူးသူကလူများချီးပုံကားရခွာတယ်ကောအေးနိုင်မို့တော့နာမည်ပြောင်းတော့မှာဆိုရင်တော့ကိုရမဲဘာကျွန်တော်အခုမှကြားဘူးလေသူများချီးပုံသူကကားရခွာတယ်ကောဘလို့ကျွန်တော်ပြောတဲ့စီရင်လေးကျွန်တော်တို့ကလူများမစော်ကားဘူးမင်းတို့ကငါတို့စော်ကားခဲ့တာဟုတ်လားငါတို့အမှန်တကယ်ဆိုမင်းတို့ကလူကြီးလူကောင်းစတယ်ဆိုမင်းတို့တောင်းပန်ရမယ်ဟုတ်လားအမှန်ကမင်းတို့လိုက်ထောင်ပြီးဆေးရမှာလိုက်ထောင်ပြီးမင်းတို့တောင်းပန်ရမှာနော်ငါတို့ကတောင်းကဲဆိုတော့ဘယ်လိုမျိုးတွတ်မသားလုပ်ပြီးလိုက်တယ်ဗျာတော့ပေါ့လားမေလို့တွေမင်းတို့ကြည့်ပြီးတော့ record ဖမ်းတာနော် record ဖိုင်မင်းပြန်လို့မင်းတို့ဖမ်းမှာမင်းတို့တောက်တူနေမြောင်းလို့လားအဲ့ဒါဟိုဒီကောင်တွေကဘာလို့ဟိုလူနဲ့ရန်တိုက်ပြီးဟိုကလေးနဲ့ရန်တိုက်ပြီးနော်ဟိုကလားချင်းရန်တိုက်ပြီးတယ်တော့ပေါ့လားငါတို့တချို့ကလားကလေးတွေကဘာမှအခြေမရှိဘူးတော့ပေါ့လားအဲ့လိုတန်းနေနဲ့ကျွန်တော်ဖြစ်ဖို့မရှိဘူးကျွန်တော်ရှော့ပြီးလိုက်မင်းဆဲတီလိုက်အမဆဲပြီးတီလိုက်မင်းငါတို့တန်းနေလည်းထည့်ဖို့မရှိဘူးဘယ်လိုမှတော့ပေါ့လားကျွန်တော်တီးတာပါဗျာကိုတော့ကောလီဗျာကျွန်တော်တို့ကိုတော့ကောလီကျွန်တော်စကားတွေပြောပြပြီးကျွန်တော်ဖြတ်တန်းခဲ့တဲ့အတွေ့အကြုံဟုတ်လားကိုလေး experience ရှိပြီးသားဒီကောင်တွေကဟိုကြားဘူးနာဝါနဲ့ပြောနေတာနင်းမောင်ကကျွန်တော်တို့ဖြတ်တန်းခဲ့တဲ့ကောင်မဟုတ်ဘူးဂျစ်တူရမင်းရဲ့ experience လီးပဲရအောင်ငါတို့မလေးရှားမှာနေခဲ့တယ်မင်းလည်းမလေးရှားမှာနေခဲ့တယ်ဂျစ်တူရကိုတော့ကောလီကျွန်တော်တို့မလေးရှားတစ်ခုထဲမှာနေခဲ့တာမဟုတ်ဘူးနော်ကျွန်တော်ပြောပြမယ်မြန်မာနိုင်ငံမှာကျွန်တော်ပြောပြမယ်မြန်မာနိုင်ငံမှာခေါင်လန်ဖူးဆိုတာတိလားမြန်မာပြည်မြောက်ပိုင်းဟိုတောင်ပိုင်းဘိုးတော့ဘိုးမဟုတ်ဘူးလေဝီတိုရီယာအငူဘယ်တော့အငူထီးอ่ะကျွန်တော်ခြေရကြီးပဲကျွန်တော်မရောက်ဘူးဆိုလို့ရခိုင်ကိုထားပဲမရောက်တာဂျစ်တူမချောင်းလေငါပြောလိုက်မယ်ရမြစ်တူတဲ့ဂျစ်တူမလေးရှားမှာမင်းနေခဲ့တယ်ဟဲ့ငါနာမည်ကိုသိကြတယ်ဆိုရင်မင်းငါတခါလည်းပြောလိုက်မယ်ငါဘာကောင်လဲလို့မလေးရှားမှာကိုသိကြတယ်ဆိုရင်ငါနာမည်ကိုမေးလိုက်ငါ့ကိုခွေးတိုးလို့မျိုးခွေးတိုးလို့မျိုးဆိုရင်ကိုမေကိုလိုမင်းကြည့်ဟဲ့ငါအကုန်လုံးငါနာမည်မင်းနာမည်ကိုလိုက်စုံစမ်းကြိုက်တဲ့နေရာမှာအခုချိန်လိုက်စုံစမ်းကြိုက်တဲ့နေရာမှာစုံစမ်းကိုဘကိုဆိုရင်ဘာလို့လဲဆိုရင်ဘာလို့လဲမမင်းနော်ငါလုံးလာတာကြီးရတယ်တလားနင်းမောင်ရလေချီဘွားကိုကနေလာလေမမင်းနင်းမောင်ရလေ तू မအိပ်ဘူးနော်ဒီလားနင်းမောင်ရကျွန်တော်တို့ပြောတာဒီအားလုံးကိုလေ तू ကနားထောင်ပြီးတော့ဟိုလူတူကိုအတန်ဖမ်းပြီးပေးတယ်တို့ record ပေးတယ်တို့အဲ့လိုမျိုး तू ပြောတာဒီလားဘာမှမဟုတ် तू နားထောင်နေတာအဲ့ဒါနားထောင်လို့လေကိုကပြောတာဘာလို့မင်းကကျွန်တော်သိသွားပြီလေကျွန်တော်ပြောတဲ့စကားတွေကို तू ပြန်ပြီးတော့ကျွန်တော်ဒါကပို့တဲ့စကားမဟုတ်ဒီကောင်နားထောင်တယ်ရတာရှိနေဒါပေမဲ့နားထောင်တိုက်ရင်ပြုတ်ပြမှုရတယ်ကျွန်တော်ပြောတဲ့စကားကျွန်တော်ပြောတဲ့စကားမဆဲတော့နော်သူ့အမေကတို့ara မင်းတို့တင်ချင်းမတင်ချင်းဆိုတာတော့မင်းကိုရမညာလည်းပဲပြောကိုရမညာသူမင်းတို့မင်းရေးလိုက်ခွေးတို့မင်းရေးလိုက်ကောင်းမှုနေမယ်ဆရာစကားနားထောင်မယ်တခွန်ရေးလိုက်ရေးတော့ကမသိတော့ကိုရမညာပြောမှာဒီအာမချောင်းနဲ့အေးစင်းနေရပြီးငါလိမင်းကလာလီဆုပ်ချင်တယ်လို့လည်းရေးကွာမင်းတို့ကမင်းကကလာကိုတော်တော်ကြိုက်တယ်ဆိုတော့ငါလုံးလာတာမ
ဒီကောင်ကလေကိုရီနားမှာလေဒီကောင်လာပြီးတော့မလာရလေဒီကောင်မနေနိုင်ဘူးကြာ ဝန်နေနေသူချစ်တာကလောက်ချစ်တယ်ကလားလီကိုကြိုက်တယ်ငါလုံးဝလား လာပြီးမလောက်နဲ့ငါတို့တွေကကောင်းကောင်းမနေနေတာဟာဘာပြောရလားကိုရီဘောတွေကပြီးဆုံးသွားပြီကိုရီဘာဖြစ်ဩ ရော ကိုရီအေးစေး ရောလို့ဆိုမင်းအသက်90ရှိပြီအေးကျဲတော်နဲ့နေလို့ရနေပြီမင်းဘွားကြီးမင်းနေတာအေးကျဲတယ်မင်း ဘရောမအေးချမ်းမဲကောင်ထဲမှာ तू မပါဘူးခွေးတို့က ဘာတော့ဘာဆုံးမပါတယ် မဟုတ်ဘူးခွေးတို့ဝတ်တူတွေစားကန်ထိမှာသူ့ကိုကျွန်တော်တနာလို့အချစ်တွေပေးခဲ့တာကျွန်တော်သူ့ကိုခွေးတို့ကလေခွေးတို့ကကျွန်တော်အချစ်တွေပေးခဲ့တာ ပြီးတော့ ကျွန်တော်နင်းမောင်လည်းကျွန်တော်ဆိုအခုကျွန်တော်ပြောပြတဲ့စကားနင်းမောင်ကလေနားထောင်ပြီးရင် तू ကဒေါသထွက်မှာမဟုတ်ဘူးသူ့ကို तू ပြုတ်ပြင်လိုက်ဒီကောင်လူကောင်းပြောပါမယ်နင်းမောင်သူ့မှာကွာပညာတတ်အခုကျွန်တော်က ဒီချက်တက်လာခဲ့လိုက်ကြဒီနေမောင်ကြီးအကြောင်းကိုနေပြောတယ်ငါတို့မသိဘူး ကျောက်ကပညာတတ်တယ်ဆိုတာကျွန်တော်ပြောပြမယ်နော်ပညာတတ်တယ်တချို့ပညာရှိတယ်ဆိုတော့ကျွန်တော်ပြောပြမယ်အဲ့ဒီကိုလက်ရှိလုံနေတဲ့အသည့်တရားကိုအမားအမောင်ခွဲခြားနိုင်မှာပညာရှိလို့ခေါ်တာဟုတ်လားအတက်အရွယ် ကိုယ်နဲ့အကောင်းပါနော် 95ရှိပြီဆိုတာကျွန်တော်တော့အံ့ဩတယ်ကွာကျွန်တော်တို့ဆရာသမားတွေကွာတမလားအဲ့လိုအတိုက်ရွယ်မှာဂုံတိတ်ခါရှိရှိဘောကဖြတ်တန်းကြတယ်ဒီလူက တန်လက်တုံနေနော် တိတော်လိုက်ပေါ်မှာတက်ပြီးတော့ဟိုမိန်းကလေးဖွန်ကြောင်လိုက်ဒီမိန်းကလေးဖွန်ကြောင်လာတော့ကွာမင်းရဲ့လွတ်လပ်ခွင့်ပါအသက်80ကလေးမင်းကြောင်ညင်ကြောင်ဒါပေမဲ့မစော်ကားနဲ့မင်းတဝင်းတိုးပြီးဟိုလူကိုဘာသာရေးလူမျိုးရေးမင်းမဆွဲချင်းနဲ့လေကွာဟုတ်တယ်လားဒီမင်းနောက်ကွယ်မှာဆယ်မင်းလာလေဒီလိုက်မှာတစ်ချက်ရှယ်ပေးလိုက်လေတို့တွေပြောမင်းတို့ငါတို့နဲ့မင်းတို့ငါတို့လိုက်တူလိုက်တော့ပြောမယ်လို့ပြောမင်းတို့ဟိုလူနဲ့မင်းတို့ရန်တိုက်ပေးတာချစ်တူနော်မလုံးနဲ့မင်းတို့လာကွာဟဲ့မင်းငါလီမင်းပြောတော့ငါ့ဘာအချောက်တွေပါလေချစ်တူရောက်ကိုမေကိုလို့ချစ်တူမင်းပြောတယ်နော်ငါ့အချောက်တယ်ဟုတ်ဒီလာခဲ့မင်းလာခဲ့လာရှင်းနေကွာမင်းငါထဲမှာပတ်သက်တစ်ဖက်လက်နဲ့ချီးတဲ့ကိစ္စတွေပါမင်းလာရှင်းရဟဲ့ချစ်တူမင်းလာရှင်းအဲ့ဒီကိစ္စကိုမင်းတစ်ဖက်လက်နဲ့ငါထဲမှာပတ်သက်ချီးတယ်ငါမင်းမပေးလိုက်ဘူးဒါတော့ငါဝင်ခံတယ်โอเคဒါမဲ့အေးနိုင်900တစ်ခါ1000တစ်ခါငါလုံးဝအေးနိုင်ဒီပတ်စံကပြောင်းပြီးဒါမှငါပတ်စံမှတ်တာမဟုတ်ဘူး။ငါနေနိုင်နဲ့စားနိုင်နဲ့တောင်းနိုင် ကိစ္စဆိုလို့ကျွန်တော်ပြောပြမယ်နော်ဒါတကယ်အရှိတရားဆိုပြောပြမယ်ဒီလားမကြည့် လောပြော တောပါထူနဲ့ထိုးဖို့ဒီလားသူတစ်ဖွဲ့လုံးကပတ်စံ2000မပေးဘူးဘယ်သူမှမယုံဘူးအေးနိုင်ဒါပေမဲ့ကျွန်တော်ကိုချင်းဝိုင်းဖုန်းခေါ်တယ်တနာတော့ဘာဖြစ်ငါတို့ကျွန်တော်စိတ်ပြောတော့ဘာပဲဖြစ်ကွာသူတော်လိုင်းဘက်ကပဲဓမ္မဘယ်လိုပဲဖြစ်အေးစောပါထူနဲ့ချမယ်ဆိုတော့ဟုတ်ပြီကျွန်တော်ချင်းဝိုင်းကပတ်စံဆိုကိုချင်းဝိုင်းကျွန်တော်ပြောတယ်ကျွန်တော်ပေးမယ်ဒီပတ်စံဒါပေမဲ့ဇာနာတော့ကြည့်တော့ကိုရီပါဖောင်းပြန်ထုတော့ကျွန်တော်ကိုချင်းမှပြောမပေးတော့ဘူးလို့ဒီလိုကောင်မျိုးတွေနဲ့ကျွန်တော်ဘာမှပတ်သက်စရာအကြောင်းမရှိဘူးကိုရီလည်းမပေးရောပွဲမဖြစ်ဘူးပတ်စံတောင်းမရှိဘူးဟုတ်ကျွန်တော်ပြောချင်တာကတော့ကျွန်တော်လက်ချမ်းသာလားဆိုမဟုတ်ကျွန်တော်တို့မချမ်းသာဘူးကျွန်တော်ပတ်စံဟာလိုက်ရင်အသိန်းလဲလူများယုံကြည်မှုရှိတယ်တော့ပေါ့လားမဟုတ်ပြောပြတာမင်းလာပြီးဒီအစင်နဲ့ငါတို့လာပြီးတော့တစ်ကိုကင်းနဲ့လည်းမဟောင်းနဲ့အေးနိုင်မင်းဒီလာပြီးတော့ဟဲ့ငါတို့စပိတ်တင်နဲ့တစ်ကိုကင်းဆိုတော့ငါတို့စပိတ်တင်တဲ့ကောင်တွေမင်းသိအောင်ပြောပြတာအာမချောင်နဲ့ဟိုမင်းအဝေးအေးရနေအာလန်းချောင်ပြီးတော့တခါတည်းဟိုတမလားမင်းတွေးတက်ပြီးတေသွားမယ်မင်းပြောနေတဲ့ပုံစံဆိုပေါ့လားမင်းငါတို့မင်းလက်ယုံရည်လည်းမရနှလုံးရည်လည်းမရဘူးဒါပေမဲ့မင်းတို့အသက်ကြီးသွားပြီကွာငါတို့ကမင်းတို့လက်ယုံရည်နဲ့ပြောရင်လည်းဒါငါတို့မတရားရကြမယ်တော့ပေါ့လားနော် အကိုရမင်းပြောပုံရတေကန်နီးတဲ့ကောင်တွေကိုအဲ့လိုတရားနီးတယ်ပြီပေါ့လူဆိုတာကကိုယ်ကောင်းကိုကြည့်အမှန်နဲ့ငါကောင်းနေဖြူနေပြီငါတကူလုံးဖင်မိုးရဆဖြူနေပြီလူကကောင်းအောင်နေရတော့မယ်ဘာလို့တာလဲကလေးကလာနဲ့ဟိုကလေးတွေမွေဒီကလေးတွေမွေဟိုလူဆဲခိုင်းဒီလူဆဲခိုင်းဒါအလုပ်လားတော်လန်ရေးလာတာခဏတော့ဒီလက်ဒီညကျွန်တော်လိုက်ရှိတယ်ဒီလားဒီညမှာဟိုစားလိုက်ရှိတယ်ဒါဥစဉ်နေနဲ့ကျွန်တော်လိုက်တိုင်ကျွန်တော်ဒါဒီเจ้าပြောပြရမယ်တော်လန်ရေးလို့ပြောပြီးတော့လူတွေစော်ကားနေတာဒါဘယ်လိုလဲပေါ့ဒါဓမ္မလို့ပြောပြီးသူတို့ကိုယ်တိုင်အဓမ္မလုံးနေတာကျွန်တော်စော်ကားခံရတာကောင်တော့ကျွန်တော်မကျင်တတ်ဘူးကျွန်တော်ဒီကောင်နေမှာတောင်းမှန်တရွေ့ကျွန်တော်ဒီဖုန်ကြီးတွေဟလာပါတီရနှင်းမောင်ဆိုအဲ့ဒီပါတီဖုန်ကြီးနဲ့ကျွန်တော်ပါရိုက်ခံရမယ်ကောင်အကယ်၍ကျွန်တော်လည်းဖြစ်တယ်ဆိုပါတီဖုန်ကြီးတူပါရိုက်မှာနော်ဒီလားကျွန်တော်မိတ်ဆွေတွေကျွန်တော်မိတ်ဆွေခရီးယန်ဖုန်ကြီးတွေတူပါရိုက်မှာဒီလားနှင်းမောင်အဲ့တော့ရိုင်းဆိုင်လားအသက်ကြီးပြီးတော့ဟလာမင်းဟိုမိန်းကလေးစော်ကားဒီမိန်းကလေးအခုအဲ့ဒီမိန်းကလေးပဲခေါ်ပေးလိုက်ကြည့်သူရှင်းရလားဖြူနဲ့ဒဲရှင်းရလားမရှင်းရဘူးဘာလို့မရှင်း तू မဟုတ်တာလောက်ထားလို့ကျွန်တော်ရှင်းရတယ်ကျွန်တော်လည်းပြောမိန်းကလေးတယောက်ကျွန်တော်ပြောတဲ့အထောက်ထားလားငါဘယ်နေမှာလဲဘာပြောခဲ့လဲကျွန်တော်ပြောမှလေဒီနေ့ကျွန်တော်တို့ဘယ်သူမှလည်းညှို့ထိုးလို့မရဘူးမင်းကလေးတွေထိုးလို့မရဘူးကျွန်တော်ဘယ်သူမှမဟုတ်တာလည်းမပြောတာဘူးမစော်ကားတာဘူးဟုတ်လားရှင်းရလားမေကြီးမင်္ဂလာပါညီလေးဆုချမင်္ဂလာပါကိုကြီးဒါမှကျွန်တော်လေးကိုကြီးစုကြပြပါလားကိုကြီးစုကျွန်တော်ဒီမျက်နှာရဲ့ဖြစ်စင်မှာဆုချရှိတယ်အဲ့ဒီချိန်တော့မေကြီးဆုချကိုမေကြီးဆုချရှိတယ်
အခုဖြစ်ပြန်တာလည်းရှိတယ်တော့ပါလားဒါပေမဲ့ပြန်စဉ်းစားကြည့်တော့သူကငါ့ကိုအဆက်ခွဲရတာဒီချင်းဒါပေမဲ့ငါနစ်နာခဲ့တယ်သူတို့ငါတောင်းမှမှာငါဒီကြောင်ပြောလို့ဆိုပြီးတော့ဒီကောင်တွေကထပ်ပြီးတော့လူပေါင်းဝါခြင်းလို့ဆိုတော့အတိုင်းအတာရှိတယ်လေကွာဒီခန့်တယ်ဆိုတော့ပါလားအာမချောင်းနဲ့ရောမင်းတီးအောင်ပြောမယ်အာမချောင်းနဲ့ကိုယ့်ရဲ့အခြေအနေကိုဒီငါတနာပါတော့ကိုပြောရင်ဆိုရင်လည်းကွာတလားဒီနေ့မောင်ကြီးဝိုင်းကိုပြောလိုက်လို့တေသွားတယ်ကိုခံစားနေရမယ်တော်မလို့တကယ်မနေပြော ကောင်းလေးပဲကွာငါလုံး ဟုတ်ဒါဟာတာပြောတာမဟုတ်ဘူးနော်ဟိုဆူရှာတကယ်ငါစိတ်ရပြောတာရမဖြစ်ချင်ဘူးလို့အသက်ကြီး စံကုန်မြေလေးတွေ အခုသူတေသွားရင်ကွာကြီးဝိုင်းငါစိတ်မကောင်းဖြစ်နေရမယ်ဩဒါတကယ်ပဲလေဟုတ်လားငါကတော့ပြင်ဝိုင်းဒီကောင်လေးပြုပြင်စေချင်တာဒီကောင်ရဲ့အကျင့်စာရိတ်တာအဲ့လိုမျိုးလူတွေနဲ့ဟုတ်မလားအသက်ရွယ်ရှိပြီကိုယ်တက်ရွယ်နဲ့ကိုပြင်တော့မကြည့်ကြည့်မဟုတ်တဲ့ဟုတ်ကစကားတွေပြောမယ်ဟုတ်လားဟိုမိန်းကလေးတွေမြူဆွဲတယ်ကွာတုတ်ကြီးတယ် ဟောသူချပေးပြောလိုက်အောင်ခဏ အေးဟုတ်ပြီပြော ရပြောပါကိုအေးစေကျွန်တော်ခုမှတက်လာတာကိုဟိုလောက်ပြီးလား နည်းလေး ဟိုတနေ့ကတော့ပြောတာကြားရတယ်ဟိုဦးနေမောင်ကြီးစိတ်တွေတူပြီးဒေါသဖြစ်ဆဲဆိုနေတယ် အဲ့လို ပြန်ဖြစ်တယ်ကွာ အတက်ရွယ်ငါတို့ရံဖြစ်တာမဟုတ်တာကွာဆူရှာမင်းကပြောပြမယ်အဲ့ဒီနေရလေကွာငါတို့စကားပြောတယ်ဆိုတာငါတို့ကပြောပြတာရံ ဖြစ်ခဲ့တဲ့ဟာကိုအမှန်တရားကိုပြောပြတာဖြစ်ခဲ့တဲ့ဟာကိုပြောဆိုခံရတယ်လောက်ခံရတယ် လောက်ခံလိုက်ရတယ် ချခံရတယ်ဟောလက်ပေါ်မှာပါတယ်လိုက်ပေါ်ကနေပြီးတော့ဖြုတ်ချခံရတယ်ဆိုတော့ပြောပြတာအပိုင် ဆုံးချပြီးတော့ပြီးလာမပြီးသေးဘူးကွာနောက်တစ်ခုကဘာသာရေးတစ်ခုကိုဆွဲဆန့်ပြီးတော့ကွာသူဗုဒ္ဓဘာသာမဟုတ်ပဲနဲ့ကွာသူကငါဗုဒ္ဓဘာသာဖျားပုံထောင်ပြီးဆဲတယ်ဆိုပြီးတော့ငါမလုပ်တဲ့အရာတစ်ခုကိုသူဆွဆွဲပြောဆိုတယ်ဒါဘလောက်ကြီးလေးတဲ့ကိစ္စတစ်ခုလဲဟမ်ဒါကပရိပက္ခမှာဖြစ်သွားနိုင်တဲ့ကိစ္စတစ်ခုဘာသာတစ်ခုနဲ့တစ်ခုသဘောပေါက်လားအဲ့လောက်ကြီးတဲ့ဟာယူဒီကောင်တွေကလှုပ်တာကိစ္စအဲ့ဒါကိုလည်း ဘာလို့ဒီကောင်နေအောက်တန်းကြတာလဲအဲ့ဒါအောက်တန်းကြတာတော့အောက်တန်းကြ နေလည်းငါပြောမယ်အဲ့ဒီခရီးယန်ပါရတီဖုန်ကြီးတွေလည်းငါပြော သူရောက်လေဒီကောင်နေအောက်တန်းကြခဲ့တာဒီကောင် သူတို့နဲ့တဲရင် the greatest Islam the greatest ဟိုကလာပေါ့ဗျာပြောရင်ပြောမှာဒါပေမဲ့မတဲတဲ့သူဆိုရင်တော့သူကပိုးစိုးပိုးဆက်ပြောတာသူတို့အကျင့်ဖြစ်နေလို့ပြောဝတီပေါ့နော် နောက်တစ်ခုကမင်းက မင်းဆိုရင်ဟိုကောင်ကလစုပ်ကြတော့သူတို့ကမလေးကိုမင်းဆိုပြီးတော့ဖတ်ဟုတ်အေးဟိုချမ်းနေရနေရ မပြောင်းသွားပြီဟိုကောင်ပြောင်းသွားပြီပေးမစုတ်တော့ဒီကောင်ပေးမစုတ်တော့ပေးမစုတ်တော့ဟိုဆူချဒီကောင်နေစုတ်ချင်တယ်ပေးမစုတ်တော့ဒီကောင်ကဟောပြောင်းသွားပြီ ကလာမောင်နေဆက်ပြောတာဘိုးစိုးပတ်တာပြောတာမောင်နေမောင်သိလားမောင်နေမောင် ဟာလား မရင်းနေမောင်ဆိုပြီးတော့ အမလေးနေပါ ဒါကျွန်တော်ပြောတာပေါ့နော်အဲ့ဒါ ဟုတ်လေအဲ့ဒီမရင်းကောင်နေမောင်လို့ပြောတာကို तू မနာဘူးငါတို့ပြောတာကို तू နားတယ်ငါစော်ကားခံလို့ငါပြောတာ အေး ဟုတ်လားဘူးပါပြည့်ငါ့ကို तू ဘယ်လိုလုပ်သွား အဲ့ကောင်မှကြောက်သူမပြောရဲဘူးအဲ့ကောင်မှကြောက်သူမပြောရဲဘူးသူကြောက်တယ် ငါပြောတာရှင်းလေငါကမတောင်းမှမချင်းငါနားနေမှာပဲဒီကောင်တွေလုံးရဲမှန်လားငါဘာကြောက်လဲဆိုတော့ငါမှစီးတစ်ခုရှိတယ်ကောင်ငါလူများပါတာလူများ နေမောင်ရဲ့ရာသဝဲမှာတောင်းမှန်တဲ့ရာသဝဲမရှိဘူးသူကသူမှန်တယ်ပေါ့နော်အတ္တဆန်တယ်သူက ငါအမြင်ကပြည့်ရှိနေတဲ့လူတယောက်ပဲလေငါရှိမှာသဘောပေါက်လားငါလိုပဲယူဆမယ်လေအဲ့ဒါကိုခွေးလို့ကြောင်လို့တွေကလက်မွန်ဟောင်းနေဘယ်သူမှငါအွန်လိုင်းရေးနဲ့လည်းမဆိုင်ဘူးဟုတ်လားငါတို့ကပြောငါတို့ပုံကိုရေးဒီကောင်ကပုံကိုရေးစော်ကားခဲ့လို့ငါမလုပ်တဲ့အရာတခုကွာငါပြောတာကမင်းမတက်တည်ရှိလာရောက်နေမောင်ရှိတယ်ဆိုရင်ငါတို့အလောင်းစားလုပ်လို့ရတယ်မင်းအလောင်းစားဝါဒနာပေါ်လဲကောင်ဟုတ်လားတတောင်းကြီးကမင်းအရင်ပြောလို့ရတယ်ငါလောင်းတယ်ငါလက်ခံတယ်အခုလည်းဒီလိုပဲမင်းအဲ့လိုအထောက်အထားပေးနိုင်တယ်ဆိုရင် AI တွေမဟုတ်ဘဲနဲ့ငါတကယ်လုပ်ခဲ့ဘူးတဲ့ဒါပေမဲ့ငါလုံးလာမလုံးလာဆိုတော့ကိုပြေးတော့ဆိုတာငါတို့နဲ့ဒါတော်တော်နှစ်ကြတွဲခဲ့တဲ့လူတွေကဒီမှာငါတို့အကုန်တိတယ်နော်ငါတို့စကားပြောရင်အကုန်ကွာဟုတ်လားဗမာတရုတ်အကုန်လုံးလက်ခံတယ်ဆိုတာငါတို့ပြောတာပေါ့ငါတို့ကလူတိုင်းကိုငါတို့စော်ကားမော်ကားပြောခဲ့တာမရှိဘူးမရှိတဲ့ပုံမှာငါတို့နဲ့ဘာမှပြဿနာမရှိဘူးအဲ့တော့မင်းလောင်းစရာမှမလိုဘူးဟုတ်လားအခုမင်းပြောခဲ့တဲ့ကိစ္စတွေကဒါတော်တော်ကြီးကျယ်တဲ့ကိစ္စဘာကြောင့်လဲဆိုတော့မင်းကဗုဒ္ဓဘာသာတရားမဟုတ်ဘဲနဲ့မင်းခရစ်ယာန်ဖြစ်ပြီးတော့ဗုဒ္ဓဘာသာဟန်ဆောင်ပြီးတော့မင်းကဗုဒ္ဓဘာသာနဲ့ဟုတ်လားလူအစ္စလာမ်ဘာသာတွေနဲ့မင်းရန်တိုက်ပြီးတာမကောင်းဘူးနေမောင်တရားအဲ့တော့မင်းတောင်းမှမယ်ငါနဲ့နာတာလေကွာမှန်လားဆူချောင်းကတော့ငါနာလေတော့ဒီ social media မှာသုံးတာကြတော့သူကသူ့ရဲ့ကလောင်နာမည်တွေကများတယ်ပေါ့နော်သူကစိတ်ကူးရင်အိမ်မက်တွေများသူ့ရဲ့နာမည်ရင်းကဒီ Australia မှာနေတဲ့နာမည်က Title John Rafael ပေါ့နော်သူ Rafael ပေါ့နော် Rafael ပေါ့ Mr. Rafael ပေါ့ Rafael ဆိုတာတော့ ခရီးယန်နာမည်လား ခရီးယန်နာမည် ဟာခရီးယန်မှာတော့မဟာကြီးမြင့်မြတ်ဘာညာပေါ့ကွာ Title John Rafael တဲ့သူနာမည်အဲ့ဒါနာမည်ပြောင်းပါဗျာသူအိမ်မြန်မာပြည်မှာသုံးတဲ့နာမည်ကတသက်နင်းမောင်ဆိုတာကြတော့သူ့ရဲ့ကလောင်နာမည်ပေါ့အကလောင်နာမည်ကဒီ social media မှာစိုက်ဝါပုံစံနဲ့ပါလေကွာနင်းမောင်ဆိုတာကဒီအမေရိကဘုတ်တစ်ဖက်ပြီးတော့ယူထားတာစားပလင်ယူတာ
နင်းတော့ share တာတည်းနင်းမောင်ရဲ့ပါလည်းမသိမရင်းချင်တာတဲ့အမှုတွေပေါ်လာလို့ဆိုပြီးတော့ မဟုတ်လူကွာတခါတလေကျရင်တမလား तू လူစင်ကြည့်ရတယ်ပြောမယ်ဆိုရင်ဟုတ်လားကိုတွေကနောက်တော့ကိုတွေကိုတော်တော်ပြီးတော့ဟိုအဖွဲ့ဒီအဖွဲ့နဲ့ဆွဲချိတ်လို့မရဘူးဘယ်သူနဲ့မှလည်းချိတ်လို့မရငါတို့မဟုတ်တာငါတို့ဘာမှမလုပ် ဒီမှာနင်းမောင်ရဲ့ဂိုင်းချုပ်နော်ကြည့်လိုက်အောင်စားပလင်းနင်းမောင်နဲ့တွေ့ပြီးလိုက်ရရင်တော့တဲ့နင်းမောင်ရဲ့ကြီးသားဟောင်းနေအကုန်လုံးထောက်လိုက်ထည့်တာပြိတ္တတွေတောင်းဆိုစားပလင်းနင်းမောင်နဲ့တွေ့လိုက်ရရင်တော့ကျွန်တော်ကလည်းသဘောကျလို့စိတ်တာလားဦးနင်းမောင်နဲ့တွေ့လိုက်လို့တော့ပွဲကြီးပွဲကောင်းမယ်ဟိုကနောက်တစ်ခုကွာငါတို့က तू ကလူကငါတို့က site ကိုငါအရင်တော့ကွာငါဆရာကြီးစိတ်ပညာပါညာလုပ်တယ်ဆိုတာ site ကိုအကြောင်းကောင်းကောင်းကနားလေတယ်ဟုတ်လားနောက်ဆုံးကွာငါတို့သူတို့ဝန်ခံသွားတဲ့အထိငါဒီဟာကိုအထောက်ထားယူထားတယ်နော်အယူပါဆိုတာ तू ကို तू အယူလို့ तू ဝန်ခံသွားတာဆူရှာနေသိတယ်နော်ကျွန်တော်ကောက်ထားတယ်ဆိုတာ ဟုတ်တယ် ဆိုတော့မင်းကပြောပြမယ်အဲ့ဒီ A9 လဲဒီလိုမျိုးပဲသူများချီးပုံကာယခွာတော့လူများဝိုင်းရလို့ကောက်ဘူးတဲ့ဟုတ်လားယူရက်ကော့ထဲမှာသူများပြဿနာဖြစ်တာကွာတဝင့်ရှုပ်တော့လူများဝိုင်းရ အေးတော့ကျွန်တော်ကမပြောတော့ကိုအေးတို့ကိုချစ်တို့ကကျွန်တော်နေနေတာဒါပေမဲ့မောင်ကြီးမောင်ကြီးနေကကျွန်တော်ကဘာဖြစ်တယ်ဆိုတော့သူ့ကျွန်တော်ချိန်သွားပြီးတော့ဝင်ခန်းစီချင်တာခုနေ့မှာခင်ဗျဝင်ထန်တော့ခုချိန်နေဝင်မခံအောင်အဲ့ဒါကျွန်တော်ကလက်မကြိုက်တာအဲ့ဒါလည်းတော့ AC ပဲဟိုတော့လိုက်တော့မိုင်းတယ်တောင်းမှန်လို့ရတယ်ကျွန်တော်ဆိုရင်ကိုအေးလက်တောင်းမှန်တာပဲ AC ပဲကိုချစ်ကလည်း AC ပဲပြဿနာမရှိတော့ဒါပေမဲ့မောင်နေမောင်ကျတော့သူကသူ့ကိုသူဟိုပါပေါ့နော်ဟိုအခုကွာဒီရှိုးမိုးပြန်လို့ရတယ်ပေါ့နော်သူကသူပါလူလေပေါ့စောက်ကြီးစောက်ကျပေါ့အဲ့ဒါကျွန်တော်မကြိုက်တာအဲ့လိုဟိုနောက်စကားတွေဝင်မခံစကလုံးကြီးတွေပြောအမေရိကန်မှာဆိုရင်တို့မင်းအမေရိကန်မှာကျွန်တော်အိမ်ပြီးတော့အိမ်ပြီးတော့ဒီတဲ့ဟဲ့တာအိမ်ပြီးတော့ဒီတော့တိုက်ထားတာအမလေးကြောက်လိုက်တာအိမ်ပြီးတော့ဆိုတော့ဘယ်အိမ်ဖြူတော်လဲမေးကြည့်ပေါ့သုံးထုတ်ထားတဲ့အိမ်ဖြူတော်ပြောတာဖြစ်မှာအဲ့ဒါလည်းမင်းတော့ကျွန်တော်ဗျာရင်တော့အိမ်မာလို့ကျွန်တော်ဒီမှာဘိုးသုံးကောင်ရှိတယ်လို့တော့အဲ့ဒါဟိုမြန်မာပြည်ကစီဒီအန်ကစစ်သားတွေကိုဒီကောင်ဆီယန်ရုပ်ပြီးတော့ခေါ်ထားပါတယ်ဘိုးသုံးကောင်ဆိုကျွန်တော်သားသုံးကောင်ကိုကျွန်တော်ဘိုးသုံးကောင်လို့ပြောတာဒီကောင်ဘိုးသုံးကောင်နဲ့ဘိုးသုံးကောင်ခေါ်ထားတယ်ဆိုပြီးတော့သူ့အိမ်မှာပေါ့နော်ဒီလိုမျိုးတွေခေါ်ထားပါတယ်ဆိုပြီးတော့အိမ်ပြီးတော့တက်တိုင်တာကျွန်တော်ကြီးတာပေါ့ဟုတ်တယ်ကျွန်တော်အိမ်မှာဘိုးသုံးကောင်ရှိတယ်လို့ကျွန်တော်ကြောက်ရတယ်လို့ဟာဒီကောင်ကလည်းအမေရိကန်လေးကိုစစ်ဘိုးသုံးကောင်ကိုခေါ်ထားတာတဲ့အခုလဲတဲ့အဲ့တော့အကိုတယောက်ဗျာCDN လောက်တဲ့အကိုတယောက်ရှိတယ်နော်နာမည်သူ့နာမည်မေ့သွားတယ်အဲ့ဒီအကိုနဲ့ကျွန်တော်စကားပြောတာသူ့ကိုဘယ်လိုခင်ဗျဘယ်လိုလုပ်တကယ်လို့အမေရိကန်လာခြင်းနဲ့ဆိုရှောက်ကြည့်ပါလားလို့ကျွန်တော်အကြံဉာဏ်ပေးလိုက်တာအဲ့ဒါကြီးကိုသူကယုံသားပြီးတော့အမေရိကန်အိမ်ဖြူတော်တိမစ္စတာပရက်ဇီဒန့်ပေါ့နော်ငါတော့ witness လာလုပ်မယ်ပေါ့နော်တက်တေထောက်ထားရလို့ခြင်းနဲ့ဆိုရင်သူကိုယ်တိုင်အမေရိကန်အောင်ဆင်းပြီးလာခဲ့မယ်ပေါ့တယ်ပဲနဲ့ဆရာကြီးကအဲ့တော့သူကငါတို့နေတဲ့ equal လေးစိတ်ငြိမ်သက်ပြီးတော့တလားအခုတခုပြောတယ်ကိုရအောင်ခဏကိုရလေးသူချကိုပြောတယ်အခုမင်းလေဘယ်ငါညီတို့ကငင်းငယ်ယူထားတယ်ဂျတူးနဲ့လည်းယူထားတယ်ဒါပေမဲ့ဟုတ်တယ်အခုလက်ခံတာအခုဒါငါညီကငင်းငယ်အခုတည်းငင်းငယ်တော့မရအောင်လို့နေမိုးကိုတို့မိုင်းအောင်လေဝင်ရမလားမဆက်ဘူးဒါပေမဲ့ကျွန်တော်တဲပြီးတော့စိတ်တော့မောင်ဖြူတွေမောင်းသွားတယ်ကျွန်တော်ဘယ်သူမှထည့်မှာမဟုတ်လေပုံပြန်ပြဲမှာဒါပေမဲ့အခုချိန်မှာကျွန်တော်သွားပြီးပြောလို့မရဘူးကျွန်တော်ဖောင်းသွားပါလေမဟုတ်အခုကျွန်တော်ကိုင်းနေကျွန်တော်ကြောင့်ဘာမှမပြောတာဘူးကိုချစ်ကလည်းမပြောတာကျွန်တော်သွားပြောရင်ကျွန်တော်ခံရမှာဒါပေမဲ့ဘောရှာဆိုပြီးတော့ပြောတယ်လေဟိုတည်းကအဲ့ပြောပါသေးဒါကတော့ဘယ်နာမရှိပါဘူးမဟုတ်ဒါပေမဲ့ထားလိုက်ပါအဲ့ဒါတော့မဟုတ်အေးနိုင်ဘောရှာလောက်ကတော့ဘောလုံးထဲအေးနိုင်နဲ့နင်းမောင်နှစ်ယောက်ဒီမှာလေးစိုးလို့ခေါ်ရင်တော့ဘုံတော်သဘောကျသေးတယ်အဲ့လေတလားဆူရှာငါအေးနိုင်နဲ့နင်းမောင်နှစ်ယောက်ပဲငါပြောတယ်ဒါပုံကိုကြီးငါ့ကိုစော်ကားတာလို့ဒါပဲတန်တဲ့လူနဲ့ငါနဲ့ပြဿနာမရှိဘူးအခုနပြောမှာကိုကြီးတူနဲ့လည်းပြဿနာမရှိဘူးငါလည်းမပြောဘူးတူနဲ့တုံးလည်းမတုံးအဲ့ဒါတော့လေသူကိစ္စဒါပေမဲ့ငါ့ကိုတကယ်တိုင်းရိုက်သူတို့စော်ကားတာတဲ့အဲ့နှစ်ယောက်အေးနိုင်နဲ့ဒါပေမဲ့ခွင်းလုံးလိုက်တာကိုနင်းမောင်ကြီးကခြေတော်တစ်ဖက်လေးဖြတ်ထားတာကိုမသိဘူးလားအဲ့ဒါကိုပြောတိမတိတော့မတိငါဘယ်လိုအတိုက်ရွယ်ရတော့ပိုလီယိုနင်းမောင်ကကိုပိုလီယိုသူ့ကိုသူအဲ့လိုမျိုးကြသိရမလားဇွတ်ပြီးတော့ဇွတ်ကြားထားတာဗျာငါဖိုက်တာဗျာဇိုးကွာအဲ့လိုကောင်မျိုးတွေကနည်းနည်းလေးဟိုပြောနော်ဒီကိုလက်အင်ကခြုံရင်းမှုတွေရှင်နင်းမောင်ကလေးဟို6တစ်ဖက်ကခွင်နေတာကိုအဲ့လိုမျိုးသူပြောနေတဲ့စကားတွေဆူရှာအခုပြောပြမယ်ကွာတလားအကိုတို့18နှစ်တာလောက်ကစိုးတဲ့ပုံစံမျိုးသူကလည်းပြောတော့သူတက်85နှစ်မှာဟုတ်လားအကိုတော့ရည်တယ်ဘိုးလိုပြောတာမဟုတ်ဘူးနော်အတွေ့အကြုံမင်းဘာမှမဟုတ်ဒီကောင်ရှိတဲ့ဘွဲအမောင်ငပြောပြမှာချိတ်ခဲ့လိုက်တဘောပေါ့လားလူကဘွဲလည်းမလို့လူဆိုတာပညာရှိဆိုတာကအမှားနဲ့အမှန်ကိုဝေခွဲနိုင်တဲ့အရေးချင်းရှိရမှာတဘောပေါ့လား
သူကအတက်ကြီးပြီးအတက်ရက်ကွာအခုနောက်ပဲလူတယောက်ပညာမတတ်ရင်တော့အတက်ရဲ့အတွေ့အကြုံရလူကကောင်းရမှာဘာလဲကွာဟိုလူ10ဒီလူ10နောက်တစ်ခုကဟိုလူစော်ကားကိုစော်ကားတဲ့ကိုမားထားတဲ့ဆိုရင်ကိုတောင်းဝင်မှုတောင်းမှုနဲ့တောင်းမှန်လိုက်ဟုတ်လားအေးမတောင်းမှန်ရင်တော့အာမချောင်းနဲ့အော်သူကခံထားရလို့သူပြောတယ်ဗလားလို့မင်းနားလေလိုက်ဟုတ်လားမင်းတို့ကရံဖြစ်ချင်တာမဟုတ်ဒါပေမဲ့မင်းတို့ကလာပြီးတော့ဟိုနားမလားပေါ့ကွာတစ်ခါရတယ်နှစ်ခါရတယ်ဆိုတော့မင်းတို့ကဘာကောင်မို့လဲဟမ်ခွေးမတာတွေရောမင်းတို့လူရှိတော့လားဖော်ဝေးမှာဟိုခွေးမတာကရုံးတွေပါရှိလားဘဲကောင်းလဲမင်းတို့လူငါစိတ်ခေါ်တာတော့ရောက်ဟုတ်လေအေးဒါပေမဲ့ငါမွေမှာမကြည့်သူချငါပြောပြမယ်ဒီကောင်လေးတော်လန်ရေးကြောင်းပြောတော့လားတော်လန်ရေးဘက်ကဖုန်းကြီးရှိတယ်ငါသွားမယ်မနာမယ်ဒီဖုန်းကြီးကိုသွားပြီးတော့ငါဒီကောင်လေးဖုန်းနံပါတ်ရှိတယ်ဖုန်းဆက်ခိုင်းမယ်ဟုတ်ဆူရမဟုတ်လေမေးမနေအောင်ကိုရမညာခဏငါအေးစင်းနေတာကွာငါအကြောင်းလဲဆူချမင်းသိတယ်ငါအေးဆေးပဲနေတယ်ဒါပေမဲ့ငါတို့ကအရင်ဖြစ်ပြတာတွေကိုငါလည်းကိုကြီးတော့မှမသွားလေအရင်တော့ကိုကြီးအေးစင်းနေတာလေမှားရင်တော့မှားရတော့မှမသွားလေဘာထပ်ပြတယ်အေးလေအေးဟိုအဲ့ဒါဟိုငါကဘာမှလည်းသူတို့အကြောင်းသူတို့ရဲ့ကိစ္စလည်းငါစိတ်ဝင်စားဘူးကွာသူတို့ပြီးသွားတဲ့ကိစ္စတွေလည်းပြီးသွားပြီငါအေးဆေးပဲနေတယ်ဆိုသူတို့အကြောင်းလည်းမပြောဒါပေမဲ့တရက်မှာငါသူတို့လိုက်မှာငါလည်းတောင်နှိမ့်မြောင်းနေတယ်သူတို့လိုက်အောက်ကိုရောက်သွားတယ်ကွာရောက်သွားတာကိုအဲ့ဒါကိုငါ့ကိုမအင်းနဲ့ကြိုင်ပြီးတော့ဆဲတာနော်ကိုမေကိုလို့လို့အဲ့ဂျစ်တူမေလို့ကိုမေကိုလို့အစားဆဲတာဂျစ်တူကငါသူတို့ကောင်းတာလည်းမပြောမကောင်းကြောင်းလည်းငါလည်းတလုံးမှလည်းမပြောတော့မင်းတို့လုံးမင်းတို့ကိစ္စမင်းတို့ဘာလို့ငါလည်းမဆိုင်ဘူးဆိုပြီးတော့ငါပဲနေဒါပေမဲ့ငါသူ့လိုက်အောက်ကိုတော့အဲ့နေ့မှာငါရောက်သွားတယ်ရောက်တော့ငါသူတို့ဘာမှပြောတာမရှိအဲ့ဟာကိုငါ့ကိုလှမ်းပြီးတော့ငါရဲ့အကောက်နှိပ်ပြီးတော့ကိုမေကိုလို့တော့ခေါ်လို့ဆိုတော့ငါလုံးမကြတူမေလို့ကိုမေကိုလို့အထားဆဲတာโอเคဒါလည်းငါဘာမှမဖြစ်သေးဘူးဒါပေမဲ့ငါ့ကိုဟဲ့ကိုမေကိုလို့တယ်မတက်ခဲ့ဆိုအဲ့ဒီမှာငါအကောက်ကတက်လို့မရအောင်โอเคမတက်မနဲ့အောက်ကနေပဲငါစာပဲကြီးဒီဒါလည်းပြီးသွားပြီဒါလည်းငါသူ့ကိုပြစ်လည်းမပြောတော့ဘူးဒါပေမဲ့ပြီးသွားပြီငါလည်းသူ့ကိုပြန်ပြီးတော့လိုက်ထောက်ပြီးတော့ဆဲတယ်ပြီးသွားပြီဘာတွေကနေဘလို့စပ်ပြီးတော့အခုမနေ့ကငါအိမ်လိစာတွေကိုတင်ပြီးတော့ငါအိမ်ရဲ့ပုံတွေရောအကုန်လုံးတင်ပြီးတော့ဟဲ့မစစ်စစ်တက်တော့ဘာလို့လဲအေးပြီးတော့ငါပုံတွေကိုတင်တာငါတက်ပုံလည်းတင်တယ်ကွာဂျစ်တူဒါပေမဲ့အေးနိုင်ကိုမေကိုလို့အေးနိုင်ကတင်တာကတော့ဂျစ်တူကမြောက်ပေးတယ်အေးဂျစ်တူကမြောက်ပေးတယ်အေးနိုင်တင်တယ်ပြီးတော့ငါရဲ့အိမ်ရဲ့ပုံစံကိုလည်းသူတို့ကဒီဂျစ်တူကသူတင်ထားတယ်ဆိုတော့ဟောဒါကိုရ TikTok ရဲ့အနာထိတ်မှတ်ပေါ့နော်ဘာလို့ရတော့ဆိုလုံးလို့ရတဲ့ဟာဘာတော့ဆိုတော့ပုံထောင်လို့ရမယ်ဆဲလို့ရမယ်မင်းလိစာတည်တယ်ကွာဖျဲချောက်လို့ရမယ်ဒါပဲဒီထက်မပိုဘူးဟုတ်လေအခုပြေးပါတော့အခုလိစာကိုပြေးတော့လေလမ်းစရိတ်ပါပေးကွာလာမဲကောင်ကြီးလမ်းစရိတ်ပါပေးမယ်ကွာမင်းဟိုပါသမီးပုံမှာပေးမှလေဒီကောင်မြန်မာသားတွေနဲ့ပါပြည့်စုံအောင်ပဲကွာရှင်းတော့သူတို့ရဲ့လောက်ရတာကဒါငါညီနေဟိုငင်းငင်းရတာနဲ့မဆိုင်ဘူးကျွန်တော်ဘာပြောလဲသူတို့ကြောင့်လည်းဖောင်းမထုတ်ဒါပေမဲ့ကျွန်တော်ကိုချစ်တို့ခင်တယ်ဝင်းနိုင်ရတော့ဒေါ်လာရင်းနေတဲ့စီးရီးဖြစ်တော့ဆက်ဆက်တိမခံပေါ့ဘာပြောပါဦးကိုရင်းနိုင်လည်းမပြောကိုချစ်တို့လည်းမကျွန်တော်လောက်ခဲ့တာကနင်းမအောင်ခုချိန်ထိကျွန်တော်တောင်းပန်တာတော့သူကခုချိန်ထိသူကခွင့်ပြုတယ်ခွင့်လွတ်တယ်ဘာညာတွေဆိုမလုပ်သေးဘူးသူကခိုင်းလို့လားဒါပေမဲ့ကျွန်တော်နောက်ဆုံး website တစ်ခုချန်ထားသေးပါတယ်နောက်ဆုံးတိုက်ကွက်ကတော့သူ့တေကိုတေပဲသူစစ်တကားကိုစစ်ကိုကြွကြလိုက်မယ်ဆိုရင်တော့သူ့တေကိုတေပဲကျုံးပါအခုဆိုရင်ဒါအခုကြောင်းလဲငန်းကြီးကြည့်တယ်အခုထိသဘောထားအေးဆေးပဲအခုဟောကိုနေတယ်ဒါပေမဲ့ပြောနေနေချော့ရပြီးတော့လန့်ဖြန့်ပြီးတော့အရက်တွေကိုဆက်ဆက်ပြီးတော့တောက်ပြီးတော့လက်တွေပါတုံပြီးတော့ကိုဟိုကျွန်တော်တို့ကိုကြီးကိုလည်းပြောသလိုကိုနေမောင်ခမအတန်နေတုံနေတာအတန်မှာမဟုတ်ဘူးချီးပါပန်းသွားပဲနေမောင်ကျွန်တော်နောက်ဆုံးပြူနဲ့တိုက်လိုက်အေးငါလုံးမဂျစ်တူကတတ်တာကငါတို့ချစ်လာဆိုတော့ကိုလည်းဂျစ်တူတတ်တာဂျစ်တူကပညာရှင်နေဆက်နေတယ်ဒီကောင်တတ်တာဂျစ်တူရောက်မင်းတတ်တာနေမောင်ရဲ့ data အားလုံးကျွန်တော်ရှိမှာအကုန်ရှိအဲ့နှင်းမောင်ပဲပါတယ်ကျောင်းနေဝိုင်းတတ်ဟိုမြန်မာပြည်ကအမျိုးအစားမြန်မာပြည်ကနေဘယ်ချိန်ရထွက်လာသွားတာအစားဘယ်သူမှဘယ်သူတွေကြံခဲ့တာအစားဘယ်ပုံစံနဲ့ထွက်သွားတာအစားအကုန်လုံး data ရှိတကယ်တော့အော်တန်းစားကောင်စားမယ်ဒါပေမဲ့သူတကောင်မှမစားသေးဘူးခုချိန်ဒီသူကဖျဲချောက်တာပဲရှိလို့ကိုကလည်းပြန်ပြီးဖျဲတဲ့အဆင့်ပဲရှိသေးတယ်သူစားပြီဆိုတာနဲ့ကိုစားမှာပဲအော်တကယ်အော်တန်းစားတွေကွာရော
ဟိုဘယ်လိုပြောမလဲဘယ်ညမှာအထောက်ကူမပြုတော်လိုင်းလားသမားလားဆိုတော့လေတော်လိုင်းသမားလည်းမဟုတ်လှူလားဆိုတော့လည်းမလှူပြီးရင်သူများတွေကိုတခိုးဆိုပြီးတော့လိုက်ဆွဆွဲတာဒီကောင်းနေပဲဒီမေလောတွေပဲဂျစ်တူဒါမဲ့ဂျစ်တူကနော်ဒါမဲ့မင်းနဲ့တော့နင်းနေရတယ်ဆိုတော့ဟိုဒါတော့ပြောလို့ဒါပေမဲ့ဂျစ်တူဒီတကယ်ကောက်ချစ်တဲ့ကောင်ငါ့တော့တကယ်ကောက်ချစ်တာနော်ငါ့တကယ်ကောက်ချစ်တာငါကြောက်စရာကြီးတော့ဒီကောင်ကောက်ချစ်တာတွေကကြောက်စရာကြီးဒါပေမဲ့ငါသူ့ အဲ့ဒီဖွဲ့ထဲမှာ ကို master brain ကတော့မောင်နှင်းမောင်လည်းမဟုတ်ဘူးကိုချစ်တူက master brain ကြားတယ်နည်းနည်း skill ကြား ဒီကောင် master ပဲဒီကောင် master brain ဟိုကကြီးဘောကတော့နှင်းမောင်ဘာမှစောက်သုံးမကြဘူးဒီတင်မောပေါ်မှာကုန်းပတ်တိုက်ရတဲ့အဆင့်ပဲရှိတယ်နှင်းမောင်ဒါပေမဲ့ तू ကပညာတော့တက်တယ်ဒါပေမဲ့အတီတရားမရှိဘူး တိကျမရှိဘူးဟုတ်တယ်နှင်းမောင်ရ ကွန်ပျူတာရှိမှာသူကထိုင်ပြီးတော့ तू ကကောက်နေလိုက်တာအဲ့လို တခွန်းခွန်းလောက်ဝင်နေဆိုရနော် ကိုကြီးကျတော့တော်လိုင်းကြီးကိုအောင်မြင်ခြင်းနဲ့ तू ကဘာပြောတော်လိုင်းနဲ့ပတ်သက်ပြောသမျှ तू ကယုံတယ်ကိုကြီးကသူကလူပြိုကြီးပါပဲအေးသေးပါပဲတော်လိုင်းထိတော့မရအောင်မုံမိလောင်ပါမယ်ကျန်တာတော့ထိခေါင်းပေါ်ချိတတ်ပါလို့ရတယ်သူတော်လိုင်းကြီးယုံကြည်တော့မထိနဲ့အဲ့ဒါရှိ သူယုံကြည်ရလမ်းမားနေတာ ကြမယ်တော်လိုင်းကြီးကလည်းအဲ့လိုလည်းတူတယ်တော့ကတော့ငပိန်းတော်လိုင်းကြီးလုံးလို့မရအောင်သူတို့လောက်တဲ့ပုံစံမျိုး โอเคစီချာနေโอเคအကိုကငါညီနဲ့စကားလာပြောတယ်ဆိုပြီးတော့စကားလာပြောတယ်โอเคအဲ့ချိန်တော့အကိုတို့ဘောမသက်တဲ့အေးနိုင်ထဲတာနော်ထဲတာအေးနိုင် မတည့်တဲ့တူဘောမဆိုပြီးတော့နန်းစားနှိမ်တာပေါ့ဗျာလူတွေကဘောမလို့ဆိုရင်တော်လိုင်းသမားဘောမလို့ပြောခံမှာကြောက်တယ်လေပြောမခံနိုင်ဘူးလေပြောမခံနိုင်တဲ့ဟာကိုပြောတော့ပူနာတော့ပူတော့ဖြစ်တော့ပူပွဲရှာလို့ကောင်းတာပါဒါပါပဲအဲ့ဆိုသူတို့ကျတော့ကွာသွားပြောတယ်နေမျိုးတဲ့နဲ့လည်းပြောတယ်ကွာအကုန်လုံးနဲ့သူတို့ပြောတယ်ကျတော့သူတို့ကကျတော့ဘောမမဟုတ်ဘူးသူတို့မှဘောမအကြီးသားဖြစ်မှာဘောလားဆိုကျွန်တော်မေးရမယ်ကိုင်းနိုင်ဘောမကြီးသားဖြစ်နေပြောချင်တော့မပြောတာကွာတကယ်ကျွန်တော်ဆဲပါမှာကိုင်းနိုင်ချစ်တဲ့တော့ကိုင်းနိုင်တော့ဒီမှာအတန်တော့တိုင်နေလေ ဒီပတ်သက်နေချီးတယ်ပြန်မပေးဘူးမေးလို့ငါလည်းမလားဗျာကိုကြီးကအဲ့ဒါလို့လားတဲ့တကယ်ဟုတ်ဘယ်နဲ့တော့မပြောပါနဲ့ကိုင်းနိုင်ဟုတ်ဘယ်နဲ့ပြောကြအကြောင်းမရှိဘူးပါအဲ့ဒါဟုတ်လားမဟုတ်ဘဲနဲ့မပြောဘူးဒါပေမဲ့ငါကငါကျွန်တော်တရားတလောက်ကတော့ तू ကရိုးသားမှုတော့ရှိတယ်အဲ့တခုတော့ရှိတယ်ရိုးတယ်ဒါပေမဲ့ရိုးတယ် तू ဒေါသဖြစ်နေတာ तू အဲ့လိုအင်ကြီးချုပ်ပြတော့လူကြီးကိုပြတာ तू အဲ့လိုမျိုးကာယခွာတာတဘောပေါက်လားအေးဟိုကျွန်တော်အဲ့ဟာလေးကိုကျွန်တော်တအားချစ်သွားတာကိုင်းနိုင်ကြီးကိုချစ်တဲ့ချိန်ကဘယ်ချိန်ရတော့ဆိုတော့ဒေါသတွေဖြစ်ပြီးကားကောင်းကောင်းထဲမှာထိုင်ပြီးတော့လူကြီးကိုပြတာ तू ကဘယ်လိုနေမိုက်လဲကွာဆိုပြီးတော့ပြတာအေးဟိုတကောင်ကိုစီနဲ့တော့ကျတော့ तू ကနိုးမပြဘူးဗျာနော်ကျွန်တော်အဲ့တော့ကျွန်တော်ကိုစီနဲ့တော့နိုးပြမယ်ထင်တယ် तू နိုးမပြလိုက်လို့ပြဖို့အချိန်များလာတော့ကိုကြီးလိုင်းနေမကောင်းလားဦးတီဆိုပြီးနာမည်ကြီးတာဦးတီရဒီကျွန်တော်တို့ဥခင်ညလက်ထက်ကတကယ်ထောင်နိုင်ရေးတကယ်မှာတကယ်ဆရာကြီးပဲလေအဲ့ဒါကိုင်းနိုင်ရထောင်ဥခင်ညရဲ့ကျွန်တော်ညာလက်ရုံးလားဖြစ်မလားမသိပြောမရအောင်နော်ထောင်နိုင်ရေးပြီးတော့ဆရာကြီးသူ့ပစားချက်ဖြစ်နိုင်တယ်ဟုတ်တယ်ဆိုတော့အဲ့လိုမျိုးသူကဟိုမင်းတိုင်ကပုံစံပြောပြတော့အတွေးခေါ်တွေကောင်းတယ်သူကဟုတ်တယ်ကိုကြီးရှော့မတွဲနဲ့ဒါအဲ့လိုမျိုးစကားတန်နေပြောလာပြီဆိုရင် तू ညှို့နေပြီ ဒီကောင်းနေဘလို့လဲစပယ်ကြီးလားစပယ်အိုးလားကျွန်တော်ပေါ်တော့မဆဲတော့မှာပါဠိဆိုငါတို့ဂရိမတီတဲ့ကောင်ဒီကောင်ဆိုပြောတော့မှာကျွန်တော် live မသုံးတော့ဆိုရင်ကျွန်တော်လည်း live မသုံးတော့ဆိုတာကောင်မလေးနဲ့အဆင်မပြေတော့မပြင်းတာနဲ့တက်လာနဲ့အခုဆက်အဆင်မပြေဘူးဖြစ်နေတယ်ဒါပေမဲ့တော့အဆင်ပြေပြီတော့အချိန်မရတော့ကောင်မလေးနဲ့မပေါ်တော့ဘူးကျွန်တော်ကြာမင်းပုတ်ထောင်ပြီးဆဲလေးပဲတော့အကြည့်ချက်လို့တော့ဆူချာမဟုတ်ဆဲရမှာမဟုတ်ဆဲမှကျွန်တော်ကျင်နေတာမဆဲရင်တော့ဆူရှာမဟုတ်ဆဲမှကိုကျွန်တော်ကျင်နေတာအဲ့လိုမျိုးတိုက်တာဆူရှာဆိုရင်တွေးတာနဲ့ဆဲဘောမပုံထောင်ပြီးဆဲညီမလေးစိုးဒီကောင်အချောက်ဘာညာပြောဘောမိုက်သေးတယ် sorry ပလွန်ချီသေးငါတို့မရဘူးကွာငါအချောက်ပြောရင်ငါလီကိုငါပြချင်တာလေငါမိမဖင်လို့ဒီကမှာလားအေးဖင်လို့ဒီကမှာဘောငါတို့မရဘူးကွာကလေး6ယောက်မွေးအခုချိန်တန်မာတော့မယ်တော့ငါတော့မပြမယ်ဟုတ်ပြီခုနကပြပြတာရခုနငွေကိစ္စမဟုတ်ရင်တော့အဲ့ဒါမလုပ်ပါနဲ့ဟုတ်တယ်ဆိုတော့ဟုတ်တယ်ကျွန်တော်ကိုအေးနိုင်ရတော့လို့မဟုတ်လားလို့လေတထားတော့သူကဒီဒုက္ခရောက်တဲ့အချိန်မှာငါညီမသိလိုက်ဘူးနော်အဲ့တော့သူမှာဘဝတွေပြတ်တယ်ဘဝတွေပြတ်တဲ့အချိန်မှာအဲ့မှာဒါတော့နာမည်တော့ထည့်မပြောဘူးသူဒီမှာလာနေမယ်ငါတို့ state မှာလာမယ်ဆိုပြီးတော့ပြောတယ်
အဲ့ဒီမှာသူနေစရာလဲဟိုအဖြစ်အဲ့မှာငါညီအဲ့ချင်းတော့ညီလေးအကိုကြီးပေါ့ကွာအဲ့ဒီမှာပတ်သက်ချီးတယ်ငါပေးလိုက်တယ်တယ်မလားဒါပေမဲ့ညင်းတော့ညင်းလို့ရတယ်ကွာဟုတ်တယ်မလားဒီစားတော့ဒါပေမဲ့ကွာမရှိဘူးဒါပေမဲ့ငါစီးပေါင်တခုထော်တယ်ငါအေးစစ်နေတဲ့ကောင်ယူသားတယ်အေးစစ်ပဲဒါပေမဲ့ငါအစဲတန်တော့ငါလက်ခံတယ်ငါဆဲတယ်ငါသူ့ကိုလောက်ခဲ့ပေးတယ်ကူညီပေးခဲ့ပေးဘူးတဲ့ဒါပေမဲ့အဲ့ဒီရဲ့ကျေးဇူးတရားတွေ तू မထောက်ပဲနဲ့မနေ့ကငါပုံထောင်တယ်ငါမသိဘူး तू ကငါပုံထောင်တယ်မအေးလို့မြစ်တူချတူကငါအိမ်ရဲ့ပုံတွေကိုအကုန်လုံးဒီကောင်ထောင်တယ်အဲ့မဲ့ကွာကျေးဇူးတရားဆိုတီးတက်ဖို့လုပ်တယ်ဒီဖို့ကျေးဇူးတရားဒါပေမဲ့ငါက ပုံထောင်တော့ဆဲတော့ဝေးရတစ်တော့မှာတော့သူဆဲကိုဆဲပါဖြစ်ပါဘူး မဟုတ် ပတ်စံကိစ္စဟုတ်တယ်ဆိုရင်တော့ပြဿနာတော့ဟုတ်ရင်တော့မပြောသေးချင် ဟုတ်တယ် ငွေရနည်းနည်းအနေရှိရလေကုန်သက်ခိုင်ပိုင်းဖြစ်နေ အဲ့ တော့ ဒီရှိတယ်မှန်တယ်ကုန်သိက္ခာအဲ့ကုန်တွေကိုအေးရယူတော့မစောကားဘူး ကိုအေးရတော့ကိုဝေးမရှိမှဒါပေမဲ့ तू ကဖြူစင်မှုတော့ရှိတယ် तू ကအဲ့ဒါတော့မင်းဘက်ကဒါမင်းဘက်ကဟုတ်တယ်မင်းရတဲ့ယနေ့ချိန်မှာတော့ဒါမင်းတို့က please ဖြစ်နေတယ် close ဖြစ်တော့မင်းတို့ဖြစ်ကောင်းဒါပေမဲ့ငါလည်းမပြောချင်ဖြစ်နေလေဖြစ်နေလေကျွန်တော်အဲ့ဒါတော့ မပြောချင်ဘူးငါမပြောဖြစ်တခြားနဲ့ကျွန်တော်ပြင်ပါဆူချအခုမပြောချင်မဲနဲ့အခုထုတ်ပြောရတာက โอเคဟုတ်ပြီကိုကြီးမိုင်ပြီးတော့ သင်အားလုံးကတော်တော်လေးဒေါသထွက်သွားတယ်ငါလည်းမသိဘူးအဲ့ဒီကငါ့ကိုပုံတင်တယ်ငါအိမ်ကြီးလောက်တာလည်းငါမသိဘူးဒါပေမဲ့ငါမိတ်ဆွေတွေအများကြီးကငါ့ကိုဒါတွေကိုပို့လိုက်တော့ငါကြည့်လိုက်တယ် record ဖမ်းထားတယ်အဲ့ record တွေကိုငါနားထောင်လိုက်တယ်ဒါငါလှုပ်ထိုက်တာတော့ငါပြောထိုက်တာတော့ငါပြောရတော့မှာပဲဆိုတော့ငါအခုချိန်မှာငါထုတ်ပြောတာဘာဖြစ်လို့လဲဆိုတော့ငါတော်တော့သူတို့ကိုလည်းငါမတိုက်ခိုက်ဘူးဒါပေမဲ့သူတို့လှုပ်တာဟာတွေကငါပုံကိုအေးနေထောင်တယ်ငါရဲ့အိမ်ကိုဂျီတူကထောင်တယ်မဟုတ်ငါဆောင်းဆိုင်လာဆိုမဆိုင်ဘူးငါဆောင်းဆိုင်လာဆိုဆိုင်တော့မဟုတ်ဒါပေမဲ့ဒီကောင်ဒီအေးနိုင်ဒီဒါပေမဲ့ကျေးဇူးတရားကိုဒီကောင်ကျေးစွတ်တာကွာဒီကောင်မကောင်းကွာအဲ့ဒါတော့ဒါပေမဲ့အားကြောင့်မို့ငါကအခုထုတ်ပြောငါဘယ်တော့မှမပြောဘူးရောမပြောခဲ့ဘူးမပြောဘူးသူတို့ကြောင်းနေ မှန်တယ်ဆိုရင်တော့ပြဿနာမရှိဘူးဒါပေမဲ့မှားနေရင်တော့ကျွန်တော်စိတ်ပါတော့ကျွန်တော်ငွေချင်းနဲ့တိုက်ခိုက်ကျွန်တော်မကြိုက်ဘူးတခြားအနေဆိုရင်တော့အဲမဲဆိုမဲမေးပါလို့မဆိုပြင်းအဲ့ဒါကိုလည်းအဲ့ဒါတခုကကျွန်တော်လည်းပြောချင်တယ်ဒါမဲ့အခုနကိုတော့ကလီမှာအခိုင်မှာထောက်တာရှိတော့ကျွန်တော်ကန်နေဆိုတော့ဘာမှမဖြစ်ဘူးမမှန်ကန်ဘူးဆိုရင်ကြောက်မကောင်းတချို့ကဒါမဲ့ကျွန်တော်တို့ပြောနေတာတွေကတကယ် reality တွေเนาะကျွန်တော်တို့ပြောနေတာအမှားမဟုတ်ဘူးเนาะအမှန်တွေပြောတာမပါဘူးငါတို့ဟိုကပြောပြီးဆိုရင်ပြောနေကျွန်တော်အမှားအရောက်ပြီးနည်းနည်းအိမ်မှာကလေးတွေနည်းနည်းရီထုတ်ပေးလာအောင်နားထောင်မယ်ပြောဟုတ်ကဲ့ easy တို့တွေက easy ပဲငါတို့ကဘာဖြစ်လဲဆိုတာငါတို့ပြောပြီးဟုတ်လားပြောပြီးဆိုရင်ကျွန်တော်နားလဲရင်နားလဲမယ်မနားလဲရင်ဂျွန်တို့မဟုတ်လားဒါပေမဲ့ AC အေးကိုပြောပြီးတယ်မင်းကမဲဟောတာပြောမလို့ကလေးရေချိုးပေးတရားစီရေချိုးပေးသလားမဲလောကထမင်းချက်လို့သလားထမင်းပဲချက်ဒီရေဘယ်အောင်လဲတော့မင်္ဂလာစစ်စားဒီတိုင်းပဲလေကိုကြီးကတချို့အိမ်ပုံတွေပါထောင်လို့ပါရလို့တော့ဒါမရဘူးလေဘာလဲဘို့ဟိုကဆေးတယ်ဆိုရင်လည်းတတိစင်းရင်လည်းသွားပေါ့ဟုတ်လားအခုကိုရမရတော့ဘာလို့စိန်ပေါ်တယ်လို့ပေါ့